တခါကြီးတို့ပြောတာတွေကိုတဆင့်ပြန်ကြားရတာတစ်မျိုးလုံးသာစရာကောင်းပါတယ်တရားဒိတ်ကိုရင်နှံထောင်ပြီးတော့လဲကြိုးစားပြီးတရားထုတ်နေကြတယ်လို့သိရတာအင်မတန်ဝန်တာဖို့ကောင်းပါတယ်တချို့လူတွေကတရားထုတ်တာနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်မှန်းကိုမသိလို့အာမထုတ်ဖြစ်ကြဘူးတစုံတစ်စကြားလို့အာထုတ်ဖြစ်သွားတယ်ဆိုရင်ပဲအင်မတန်ဝန်တာစရာကောင်းပါတယ်အာထုတ်ဖူးတဲ့လူတွေကအာမထုတ်ဖူးတဲ့လူတွေကိုတတ်နေတဲ့နည်းနဲ့အကူအညီထပ်ပံပေးတာလဲအင်မတန်ဝန်တာစရာကောင်းပါတယ်တချို့လူတွေကအချိန်မရှိလို့တရားကိုအာမထုတ်နိုင်ဘူးလို့ပြောကြတယ်ဟုတ်တော့လဲတနည်းအားဖြင့်တော့ဟုတ်ပါတယ်ခုခေတ်ကအလွန်အလုံးများကြတဲ့ခေတ်ကိုလူတွေကမိုးလင်းကနေမိုးချုပ်အထိအပြေးအလွှားသွားနေကြတာကိုမျက်မြင်ဖြစ်နေတော့တခါတလေကြည့်ပြီးတော့တော်တော်ပဲတနာပါတယ်ရှိခေတ်ကနေမတူတော့ဘူးရှိခေတ်ကအေးချမ်းချမ်းနေနိုင်ကြတယ်ခုခေတ်ကဘယ်သူမှအေးချမ်းချမ်းမနေနိုင်ကြဘူးဒါကြောင့်အလုပ်တွေများလို့အဲ့ဒါလိုမိုးလင်းကမိုးချုပ်အပြေးလွှားသွားနေကြတာကိုမြင်ရတာကိုကပဲဒီလူတွေဟာကြားလေးလေးစိတ်ပင်ပန်းလေးလေးကိုပင်ပန်းလေးလေးဖြစ်တော့မှာပဲလို့မှန်းလို့ရပါတယ်အဲ့ဒီလိုစိတ်ပင်ပန်းစရာကိုပင်ပန်းစရာရှင်းနေချင်းကြောင့်ကိုပဲတရားထုတ်မှဖြစ်တော့မှာတရားကိုတနည်းနည်းနဲ့အားထုတ်တယ်ဆိုရင်ပဲနည်းနည်းတော့စိတ်ပင်ပန်းမှုကိုပင်ပန်းမှုတက်တာသွားမှာပါဒါပေမဲ့တချို့ဒကာဒကမတွေကိုမေးကြည့်တော့ဒကာကြီးတို့ဒကမကြီးတို့တရားထုတ်ဖြစ်သလားမေးကြည့်တော့အလုပ်များလုံးလို့ဗျာတပည့်တော်တို့တရားထုတ်ဖို့အချိန်မရဘူးတဲ့အဲ့ဒါလိုအချိန်မရဘူးဆိုတဲ့လူတွေကိုမှတ်သားစရာလေးနည်းယူစရာလေးတစ်ခုပြောပြခြင်းတယ်ပြီးခဲ့တဲ့တပတ်လောက်တုန်းကဒကာကြီးတယောက်အိမ်ကိုကြွတော့အဲ့ဒီဒကာကြီးကစာအုပ်လေးတုပ်ပြတယ်အဲ့ဒီစာအုပ်ကိုတီးဖြတ်တာကတိပိဋကဒရမင်းကွန်းဆရာတော်ဘုရားကြီးသူကိုယ်တိုင်ရေးတာတော့မဟုတ်ပါဘူးဒကာတယောက်ကရေးတဲ့စာအုပ်ကိုဆရာတော်ကြီးကိုတီးဖြတ်ပေးဖို့လျှောက်ထားတာအဲ့ဒီတော့အများသိကြတဲ့အတိုင်းပဲဆရာတော်ကြီးမှာသာသနာတာဝန်တွေအလွန်များတယ်အားလာတဲ့အချိန်ဆိုတာမရှိပါဘူးဆရာတော်ကြီးကိုယ်တိုင်ဏိဒန်းထက်မှာဘယ်လိုရေးထားလဲဆိုရင်တချို့ဆေးလိပ်တော့ကွန်းဝါကြတဲ့ဒကာတော်မတွေဟာအလုတ်လွန်များတဲ့ကြားကမရမကအချိန်လူပြီးတော့ဆေးလိပ်တော့ကွန်းဝါကြတာကိုအတူယူအားကြပြီးတော့တဲ့ဒီတခြားစဉ်းစားကြနော်ဆရာတော်ကြီးကဆေးလိပ်တော့ကွန်းဝါကြတဲ့လူတွေကိုအပြစ်တင်တာမဟုတ်ဘူးနော်အပြစ်တင်စကားပြောတာမဟုတ်ဘူးသူတို့အဲ့ဒီလိုဆေးလိပ်တော့ကွန်းဝါကြတာကိုအတူယူအားကြပြီးတော့သာသနာတာဝန်တွေအများကြီးထမ်းဆောင်နေကြရတဲ့ကြားကမလွန်ဆန်လို့အသင်းအတွက်အရရအနေတွေကိုကြွားပြီးတော့တရားဟောရည်စက်ချတဲ့တာဝန်တွေကိုထမ်းဆောင်နေတဲ့ကြားကခရီးသွားရင်ရသမျှအချိန်လေးကိုလူပြီးတော့ဒီစာအုပ်ကိုတီးပြတ်ပေးလိုက်ပါတယ်တဲ့ဒီတန်းကတော့အရှိကြီးပါပဲဒါပေမဲ့ဒီပိုက်ကလေးကိုဒကာကြီးတယောက်ကဖတ်ပြတာကိုကြားတော့ဆရာတော်ကြီးကိုပိုးပြီးကြည်ညိုသွားတယ်ဒီလောက်တာဝန်တွေများတဲ့ကြားတွေကဒကာတယောက်ကသူရေးတဲ့စာအုပ်ကိုတီးပြတ်ပေးပါဆိုတာကိုအလုံးများလို့မတတ်နိုင်တော့ဘူးဆိုပြီးမငင်းလိုက်ဘူးအင်မတန်အလုံးများတဲ့ကြားကခရီးသွားနေရင်ရသမျှ10မိနစ်15မိနစ်အချိန်လေးတွေကိုအသုံးချပြီးတော့ဒီလောက်ထူတဲ့စာအုပ်ကြီးကိုတီးဖြတ်ပေးလိုက်တယ်ဆေးလိပ်တစ်ခါတောက်ရင်ထားပါတော့5မိနစ်10မိနစ်15မိနစ်အဲ့ဒီ5မိနစ်10မိနစ်အချိန်ဟာတကယ်တန်ဖိုးရှိရှိအသုံးချတတ်မယ်ဆိုရင်အများကြီးအကျိုးများတယ်ခီးရောက်တယ်တန်ဖိုးရှိရှိအသုံးမချတတ်ရင်ဒီ5မိနစ်10မိနစ်ဟာဒီလိုပဲကုန်သွားမှာပဲအချိန်မရှိဘူးဆိုပြီးတော့တရားမထုတ်ဖြစ်ကြတဲ့လူတွေကိုဖြစ်တဲ့နည်းနဲ့တရားထုတ်ပြအောင်ကြုံတိုင်းတိုက်တွန်းရပါတယ်နည်းနည်းလုပ်ရင်နည်းနည်းအကျိုးရှိတာတော့အမှန်ပဲတချို့ကတော့စိတ်ကူးထဲမှာရင်မှန်းချက်အင်မတန်ကြီးတယ်ဘယ်ချိန်ဘယ်ခါကြာရင်ငါတော့အားလုံးကိုထားခဲ့ပြီးတော့လွတ်လွတ်ကျွတ်ကျွတ်တနေရာကိုသွားပြီးတရားထုတ်မယ်လို့မှန်းကြတယ်အဲ့ဒါလို့လွတ်လွတ်ကျွတ်ကျွတ်တနေရာမှာသွားပြီးတော့လနဲ့ချီပြီးနှစ်နဲ့ချီပြီးတရားထုတ်နိုင်မယ်ဆိုရင်
အင်မတန်ကောင်းပါတယ်သို့တော့အနာဂတ်အတွက်အဲ့ဒါလိုမျှော်မှန်းချက်ကြီးကြီးထားတာဟာတကယ်ဖြစ်မယ်လို့တေချာပေါက်ပြောနိုင်သလားမပြောနိုင်ဘူးနော်ဘယ်နေ့ဘယ်နေရာမှာဘာကြောင့်သိမယ်ဆိုတာတော့မသိနိုင်ဘူးကျမ်းမာရေးအခြေအနေကလည်းဘယ်လိုဖြစ်လာမလဲမပြောနိုင်ဘူးနောက်9နှစ်ကြာမှ10နှစ်ကြာမှပင်စင်ယူပြီးမှအဲ့ဒီလိုတချို့ကတွက်ကြတယ်နော်တော်တော်များများကပင်စင်ယူပြီးရင်ဘာမှမလုပ်နိုင်တော့ပါဘူးကျမ်းမာရေးကမကောင်းတော့ဘူးပြစ္ဆုတ်ပံမှာရတဲ့လောက်ကိုနည်းနည်းဖြစ်ဖြစ်လုပ်တဲ့လူဟာအနာဂတ်မှာအခြေအနေပေးလာလို့ရှိရင်ပိုပြီးလုပ်နိုင်ပါလိမ့်မယ်ပြစ္ဆုတ်ပံမှာရသမျှအချိန်9မိနစ်10မိနစ်ကအစဒါကိုတန်ဖိုးရှိရှိအသုံးမချနိုင်ရင်သူစိတ်ကူးရင်မျှော်မှန်းထားပေမဲ့အဲ့ဒီအနာဂတ်ဆိုတာကိုရောက်လာတဲ့အခါမှာသူ့မှာအကြောင်းပြစရာတွေအများကြီးနဲ့မအားဘူးလို့ပဲပြောမှာပဲအဲ့ဒီအချက်ကိုတိတိကျကျသဘောပေါက်စေခြင်းတယ်နည်းနည်းစဉ်းစားစေခြင်းတယ်လူဟာအချိန်ကိုရွှေ့ဆိုင်းတတ်တဲ့တော်ပါတခုခုကိုလှုပ်เสียရှိရင်နောက်မှပေါ့ဆိုပြီးအချိန်ကိုအင်မတန်ရွှေ့တတ်တယ်အဲ့ဒီအချိန်ရွှေ့တတ်တဲ့အကျင့်ကိုအခုကစပြီးချက်ချင်းပယ်ဖြောက်လိုက်ပါတရားအားထုတ်ခြင်းနဲ့ဆိုရင်အခုအားထုတ်ပါရတယ်လို့ပေါ့ဒါလောက်လေးနဲ့ဘာခီးရောက်မှလဲလို့ပြောကြတယ်အရေးကြီးတာကစမိဖို့စမိပြီးရင်နည်းနည်းဖြစ်မှန်မှန်လုပ်ဖို့ပြီးတော့အခြေအနေရပို့ပြီးလှုပ်သွားဖို့ပါနောက်တစ်ချက်စဉ်းစားသင့်တာကအလုပ်သိမ့်များတာကိုအချိန်မလောက်တာကို time stress လို့ခေါ်တယ်အလုပ်များလွန်းလို့အချိန်မရှိဘူးအချိန်ကိုအင်မတန်လုပ်နေရတယ်နော်အဲ့ဒါကို time stress လို့ခေါ်တယ်ဘာဖြစ်လို့ခေါ်ရလဲဆိုရင်အချိန်ကြောင့်ပင်ပန်းတာဘူးတချို့လူတွေမှာလုပ်စရာမရှိလို့မိုးလင်းကမိုးချုပ်တီထိုင်းနေရတဲ့လူတွေရှိတယ်အကြောင်းကြောင့်ပေါ့လေသူတို့မှာစားဖို့နေပြည့်စုံတယ်ဘယ်မှအပြင်နဲ့သွားစရာမရှိဘာမှလုပ်စရာလည်းမရှိဘူးကိုယ့်အိမ်မှာပဲကိုနေရတယ်တချို့အသက်နည်းနည်းကြီးသွားလို့သားတွေသမီးတွေကထောက်ပံ့ပေးထားတယ်အိမ်မှာတနေ့လုံးထိုင်းနေရတယ်တချို့အဲ့လိုတကာကြီးတွေကဘယ်လိုပြောလဲဆိုရင်ဒီနေ့အချိန်တွေကိုဘယ်လိုကွန်အားမှန်းတော့မသိဘူးတဲ့မနဲ့လင်းလာရင်စိတ်ညစ်လာပြီဘာလို့လဲဆိုရင်ဒီနေ့ကစရပြန်ပြီအချိန်တွေကမကုန်နိုင်ဘူးတဲ့လုပ်เสียလည်းမရှိဘူးမနဲ့လင်းလာရင်သားတွေသမီးတွေကအလုပ်သွားကြပြီအိမ်မှာတယောက်ထဲကြံနေရစ်တယ်အပြင်လည်းမသွားတတ်တော့အိမ်တကာကြီးပိတ်ပြီးတယောက်ထဲနေရတယ်ညနေဆောင်ရောက်လာရင်တော့နည်းနည်းပျော်လာတယ်အပြင်သွားတဲ့သားသမီးတွေပြန်လာတော့မယ်ကျောင်းသွားတဲ့ညီတွေပြန်လာတော့မယ်သူတို့ကိုအဖော်လို့ရတာဘူးသူတို့အပြင်သွားကြတော့အိမ်မှာအဖော်မရှိဘူးတယောက်ထဲပြင်းနေတာအဲ့ဒါကိုလည်း time stress လို့ခေါ်တယ်အချိန်တွေများလုံးပြီးတော့ဘာလို့မှမသိလို့ပင်ပန်းနေတာမဖြစ်လို့လဲဆိုတော့သူ့မှာအချိန်တွေပိုနေလို့ဘာလို့မှမသိတာနဲ့ပဲစိတ်ပင်ပန်းနေရတာအဲ့ဒါနှစ်ခုစလုံးအတွက်သက်သာဖို့နိလန်းကတတိနဲ့ပြစ္ဆုတ်ပံတက်နေခြင်းဖြစ်တယ်အချိန်မရလောက်အောင်အလုပ်များတဲ့သူကဘယ်လိုလုပ်သက်သာမှာလဲဆိုတော့ကိုယ့်ဟာကိုယ်မသိပဲနဲ့အပိုတွေလုပ်နေတာတွေရှိတယ်ကိုယ့်ဟာကိုယ်တော့အပိုအလုပ်လို့မထင်ဘူးအလုပ်ပိုတွေအများကြီးလုပ်နေကြတယ်စကားပိုတွေအများကြီးပြောတယ်တကယ်အရေးမကြီးတာတွေအပြင်းပြေစာတွေလည်းဖတ်နေတယ်စားစရာတောက်စရာလည်းဒီလိုပဲအပိုတွေစားကြတယ်အလုပ်ပိုကြောင့်အချိန်တွေအများကြီးကုန်သွားတယ်နောက်တစ်ခုကလည်းအလုပ်များလို့စိတ်ရှုပ်တာနဲ့တခါတလေဘာလို့အမှန်မသိပဲအချိန်တွေကြာတတ်တယ်တခုခုကိုဆုံးဖြတ်ချက်မချနိုင်ဘူးမဆုံးဖြတ်နိုင်ဘူးတခါလေကြတော့လဲလုပ်စရာကတော့ခုချက်ချင်းလို့မဖြစ်ဘူးအချိန်ခဏစောင့်ရတယ်နိုင်ရွက်တနာရီတရက်နှစ်ရက်စသည်ဖြင့်ကြာခြင်းလဲကြာမယ်ဒီကြားထဲမှာစိတ်ကမအားဘူးလူကတော့အားနေတယ်အဲ့ဒီလှုပ်ရှားကဘယ်လိုလုပ်ရင်ကောင်းမလဲလို့ထပ်ခါစဉ်းစားနေတယ်သူဟာသူတော့အဲ့ဒီလိုစဉ်းစားတာကို तू အလွတ်လုပ်နေတယ်လို့ထင်နေတာဒီအချိန်မှာ तू မအားဘူးငါမအားဘူးငါလှုပ်ရှားကိုထိုင်စဉ်းစားနေတယ်လို့ဒီလိုထင်နေတာနော်ပြစ္ဆုတ်ပံမှာစိတ်ကိုထားတတ်တဲ့အလေးကျင့်များလာရင်အဲ့ဒီလိုဟာအလိုလိုပဲအပိုကိစ္စတွေကို
ရှော့တက်လာတယ်အပူစကားပြောတာတွေအပူခီးသွားတာတွေအကျိုးမရှိဘဲနဲ့ထိုင်တွေးပြီးပူပန်နေတာတွေဒါတွေလည်းယော့သွားတယ်စိတ်ကပိုရှင်းလာတဲ့အတွက်တခုခုကိုလှုပ်เสียရှိလို့စဉ်းစားရမယ်ဆိုရင်သူသိအချိန်ကြာကြာစဉ်းစားမနေဘူးခြေတုံချတုံဖြစ်ပြီးအချိန်မကုန်ဘူးတတိရှိလို့တမာတိလည်းကောင်းလာတဲ့အခါစိတ်လည်းကြည်လင်အေးချမ်းလာတဲ့အခါမှာလှုပ်เสียကိစ္စတခုခုရှိလို့အေးစစ်စစ်အာရုံပြုလိုက်ရင်ဘယ်ကိစ္စဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာလောလောကူကူနဲ့လင်းလင်းမမြန်းအဖြေထွက်လာတယ်အဲ့ဒါကအချိန်ကုန်တော်တော်တက်တာသွားတာအဲ့ဒါကိုပဲအခြေခံလေးနဲ့ဆက်ပြီးကိုယ့်ကိုစဉ်းစားကြည့်စေချင်တယ်သဘောပေါက်စေချင်တယ်အလုပ်လုပ်เสียမရှိလို့တနေ့တနေ့ဘယ်လိုကောင်းမှမသိသူကလည်းအချိန်တွေကလည်းကုန်ခဲလိုက်တာနဲ့စိတ်ပင်ပန်းနေတယ်အဲ့ဒါတွေမတွေးဘဲနဲ့ပစ္စုပန်တဲ့ပဲတရားထိုင်နေမယ်သို့မဟုတ်ဈဉ္ညာရှောက်ပြီးတရားမှတ်နေမယ်ဘာပဲဖြစ်ဖြစ်အလုပ်တစ်ခုခုကိုလုပ်နေမယ်လုပ်နေရင်လည်းတတိကပြီးလုပ်နေမယ်ဆိုရင်အချိန်တွေဘယ်လိုကုန်လို့ကုန်သွားမှသိလိုက်မှာမဟုတ်ဘူးနော်စိတ်ကလေးငင်းငင်းချမ်းချမ်းကြည်ကြည်လင်းလင်းနဲ့နေ့တာကုန်ဆုံးသွားမှာပါအဲ့ဒါလို့သူတရားလေးသူမှတ်ပြီးနေလိုက်တဲ့အတွက်ကြောင့်သားတွေသမီးတွေမြေးတွေပြင်သွားလို့ကြောင်းသွားလို့အလုပ်သွားကြလို့အိမ်မှာတရားအုပ်ထဲကြံခဲ့တဲ့လူကြီးမိဘတွေမှာအဖော်မဲ့လို့အားငင်နေတဲ့စိတ်လည်းမဖြစ်တော့ဘူးတကူတဲ့အထီးကျန်လည်းဖြစ်မနေတော့ဘူးသူအဲ့ဓာတွေတွေးမိဖို့အချိန်မရတော့ဘူးအလုံးမရှိတဲ့လူဟာအားရှင်ထိုင်ပြီးတော့တွေးနေတာပဲအဲ့ဒီအတွေးဟာတော်တော်ပင်ပန်းတယ်လူတွေဟာအတွေးများလုံးလို့စိတ်ဓာတ် energy တွေစိတ်ဓာတ်အင်အားတွေအများကြီးကုန်ဆုံးသွားတာနော်အဲ့တော့အတွေးတော်ထဲမှာငိမ်မောပြီးတော့မနေဘဲနဲ့ဖြစ်နေတဲ့လောက်ရနေတဲ့လောက်ပြစ္ဆုတ်ပန်တက်တဲ့မှာတတိကပြီးနေမယ်ဆိုရင်စိတ်ပင်ပန်းမှုမရှိတော့ဘူးစိတ်ကြည်ကြည်လင်းလင်းအေးချမ်းချမ်းနဲ့တနေ့တာအကုန်သွားမယ်ကိုယ့်ဘဝအခြေအနေဘယ်လိုပဲရှိနေနေအလုတ်များလုံးလို့အချိန်မလောက်လို့ပင်ပန်းတဲ့သူပဲဖြစ်စေလှုပ်เสียမရှိလို့တနေ့နေ့ဘယ်လိုကောင်းမှမသိတဲ့သူပဲဖြစ်စေပြစ္ဆုတ်ပန်တဲ့နေဖို့ကြိုးစားကြည့်ပါအဲ့လိုကြိုးစားလိုက်ရင်ဒီခက်ခဲနှစ်ခုစလုံးဟာတော်တော်အဆင်ပြေသွားတာတွေ့လိမ့်မယ်အခုခေတ်လူတွေဟာအဖော်ကိုတော်တော်လေးခင်ကြတယ်အဖော်ကိုရှာပြီးနေကြတယ်ရှေးခေတ်ကလည်းအဖော်ရှာကြတာပါပဲသို့တော့အခုခေတ်ကြည့်ရတာအဖော်ပုံများတယ်လို့တွေ့ရတယ်အဖော်ဆိုတာဘာတွေလဲမျက်စိနဲ့ကြည့်ရတာတွေကအဖော်ပဲနားနဲ့နားထောင်ရတာလည်းအဖော်ပဲနှာခေါင်းကအနံ့ရတာလည်းအဖော်ပဲစားနေရတာတွေကလည်းတနည်းအားဖြင့်အဖော်ပဲစိတ်အတွက်သူကဖြောပြေဖို့ရာလုပ်ပေးနေရတာပဲတခြားတက်ရှိတက်မဲ့တွေလည်းအဖော်ပဲတက်ရှိလူတွေကလည်းအဖော်ပဲတက်မဲ့ပစ္စည်းတွေကလည်းအဖော်ပဲတချို့ပြောကြတာကြားဘူးလေအားနေစာအုပ်လေးပဲအဖော်လုပ်နေရတာပါတချို့ကတော့အားနေတရားတိတ်ခွေနားထောင်ပြီးတော့ဒါလေးအဖော်လုပ်ပြီးနေတယ်တရားစာပေဖတ်ပြီးအဖော်လုပ်နေတယ်တချို့ဆိုရင်တယ်လီဗီရှင်းကြည့်ပြီးအဖော်လုပ်ပြီးနေကြတာအဲ့ဒီအချက်ကိုပို့ပြီးတော့ပြောချင်တာသဘောပေါက်စေချင်တာအခုတစ်ခေါက်ရန်ကုန်လာတော့ရင်တစ်ခေါက်လာတော့ကမမြင်ခဲ့တဲ့ပစ္စည်းတစ်ခုကိုတွေ့ရတယ်ဒါကိုဒီဘုန်းကြီးကအပြင်းပြေပြောတယ်မထင်စေချင်ဘူးဒီချာလေးလေးနဲ့စဉ်းစားပြောတာပါနားထောင်တဲ့တရားတော်မတွေကလည်းနားထောင်ကောင်းအောင်ကုသိုလ်ရအောင်လောက်မဟုတ်ဘဲနဲ့ငါတို့ဘဝထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုတတိကြီးကြီးဉာဏ်ကြီးကြီးနဲ့မြင်ပြီးတတိထားတဲ့ဟာကိုတတိထားမိအောင်ပြောချင်တာအခုတစ်ခေါက်ရန်ကုန်လာတော့ဘာတွေ့လဲဆိုရင်ဂျိုရုကနေအတန်ဖားလို့ရတဲ့ dish antenna ကိုတွေ့ရတယ်တချို့တပည့်လေးတွေအိမ်မှာအဲ့ဒါရောက်နေတော့ဘာပြောလဲဆိုရင်ကလေးတွေကပူဇာလို့ပါတဲ့အဲ့ဒါကြီးရောက်နေတော့လိုင်းတော်တော်များကို24နိုင်စလုံးဖမ်းနိုင်တော့အိမ်မှာရှိတဲ့ကလေးတော်တော်များအဲ့ဒီရှိမှာပဲထိုင်နေကြတော့တာနော်ဒီနေ့ကို9နာရီ6နာရီအဲ့ဒါလိုအချိန်ကုန်တာဒီကြားထဲမှာကလေးတွေကအကြောင်းပြတာလူကြီးတွေလည်းအဲ့ဒီရှိမထိုင်ဘူးလားဆိုတော့ထိုင်ကြတာပါပဲတရားအထုတ်ဖို့တော့အချိန်မရဘူးပြောကြတယ်နော်တယ်လီဗီရှင်းရှိမှာ2နာရီ3နာရီ4နာရီတညနေလုံးတနေ့ကုန်ထိုင်ကြတာပဲအင်မတန်အဖိုးတန်တဲ့အချိန်တွေကိုအပေါ်စားဖြော်ပြမှုတွေနဲ့ဖြုံးပြစ်လိုက်တာပဲဘဝဆိုတာအင်မတန်တန်ဖိုးရှိတယ်ဘဝဆိုတာအချိန်ကိုခေါ်တာပါအချိန်မှမရှိရင်ဘဝမရှိဘူးနော်အရာတိုင်းအတွက်ကိုဘဝနဲ့ပေးနေရတာစာအုပ်ကလေးတို့ကိုထိုင်ပြီးတော့ဖတ်လိုက်တာတနားကြီးကြားတယ်ဆိုရင်
အဲ့ဒီစာအုပ်လေးဖတ်ဖို့အတွက်ကိုဘဝကိုတနာရီပေးလိုက်ရတာပဲနေ့တစ်ဝက်ကြားတယ်ဆိုရင်ကိုဘဝနေ့တစ်ဝက်ပေးလိုက်ရတာပဲတနေ့ကုန်ထိုင်ဖတ်တယ်ဆိုရင်ကိုဘဝတနေ့ကုန်ပေးလိုက်ရတာပဲတရက်တာကိုဘဝကိုပေးလိုက်ရတာပဲဘဝကိုဘာနဲ့တန်ဖိုးဖြတ်တယ်လဲဘာနဲ့မှတန်ဖိုးဖြတ်လို့မရဘူးနော်ဒီအချိန်တွေကိုတန်ဖိုးရှိအသုံးချမယ်ဆိုရင်အလွန်ထူးခြားတဲ့အသိဉာဏ်ကိုရနိုင်တာပဲအဲ့ဒီအသိဉာဏ်ကိုတန်ဖိုးဖြတ်လို့မရဘူးအဲ့လိုတန်ဖိုးရှိတဲ့အချိန်တွေကိုဖြုံးတဲ့လူတွေဟာဒီလိုအဖော်နဲ့နေတဲ့လူဟာကြားတဲ့အခါမှာသူအဖော်လုပ်နေတဲ့အာယုန်တွေမရှိတဲ့အခါမနေတတ်မထင်တတ်တော့ဘူးသူစိတ်ကိုပြင်ပကလှုပ်ဆော်ပေးနေတဲ့အာယုန်တစ်ခုခုရှိနေမှနေတာထင်တာရှိတယ်အဲ့ဒီအာယုန်မရှိတဲ့အခါတရားအုပ်ထဲဖြစ်သွားတာနဲ့ဒီပြန်နဲ့မယီမသာဖြစ်သွားတော့တာပဲပြင်ပအာယုန်ပေါ်မှာမိခိုမှုများလေလေအဲ့ဒီလူဟာအဲ့ဒီဖော်မရှိတဲ့အခါမှာမနေတတ်မထင်တတ်ဖြစ်တော့တာအဲ့ဒီမိခိုမှုဖြစ်တဲ့လူဟာမလွတ်လပ်တော့ဘူးဒီလူဟာမလွတ်လပ်တဲ့လူလို့ပြောရမှာပဲအာယုန်ဒီများများပေါ်မှာမိခိုလေလေဒီလူရဲ့စိတ်ဟာလွတ်လပ်မှုမရှိလေပဲဒီအာယုန်တွေကိုနေ့စဉ်ကြည့်ရှုနားထောင်နေတော့မတိမတာဒီအာယုန်တွေဟာကိုယ့်ရဲ့စိတ်နေသဘောထားနဲ့အသိဉာဏ်တွေးခေါ်တွေကိုလွှမ်းမိုးတယ်အဲ့ဒါအင်မတန်ကြောက်စရာကောင်းတယ်ကလေးတွေဟာဗီဒီယိုတွေတယ်လီဗီရှင်းတွေကိုအချိန်များများကြည့်ရင်မတိမတာစိတ်ဆင်ပြီးသူတို့ရဲ့ခေါင်းထဲကိုရောက်တော့တာဒီထဲမှာလုပ်နေတာတွေဟာကောင်းတယ်လို့သူတို့ကယူဆတော့တာဒီထဲမှာရှိနေတာတွေကိုကောင်းတယ်လို့သူတို့ထင်တယ်အဲ့ဒီလိုနေနိုင်ထိုင်နိုင်မှလည်းကိုယ့်ဘဝအဆင့်တန်းမြင့်တယ်တမိုးရှိတယ်လို့ယူဆတာပဲအဲ့ဒီထဲကတယ်လီဗီရှင်းတွေကဗီဒီယိုတွေကအတိုင်းမနေနိုင်ရင်ငါတို့ဘဝအတိတ်ပဲမရှိဘူးလို့တွေးတော့တာပဲအဲ့တော့သူ့ဘဝမှာသူတန်ဖိုးထားမှုဟာတယ်လီဗီရှင်းတွေဗီဒီယိုတွေကြောင့်ပြောင်းသွားတယ်သူ့ရဲ့ value ပြောင်းသွားတယ်ဒီတယ်လီဗီရှင်းမှာပြနေတဲ့အစီအစဉ်တွေမှာ program တွေမှာကျန်းတဲ့အမှုရာတွေလုပ်ပြမယ်သို့မဟုတ်ရင်လည်းပဲတခြားလူကြိုက်များတဲ့အပျော်အပါးနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေကိုလုပ်ပြမယ်လူတွေရဲ့လောဘကိုတိတိကျကျငမြားခြင်းနဲ့ဆွဲပြီးချိတ်ယူတာလောဘရှိတဲ့လူကိုလောဘနဲ့မြားတော့တာမိမိမှာလောဘကရှိနေတော့လောဘရှိတဲ့လူဟာလောဘနောက်ပါသွားတော့တာပဲပထမတော့ခဏပါအပြင်းပြေပါကြာတော့ဆွဲသွားတော့တာပဲအဲ့လိုဖြစ်သွားရင်ကိုယ့်ဘဝတစ်ခုလုံးဟာပေါ့တန်တန်ဖြစ်သွားပြီအင်မတန်နှမျောစရာဖြစ်တယ်နော်ဒီချက်ကိုသဘောပေါက်စေခြင်းနဲ့စဉ်းစားစေခြင်းနဲ့ဒါကနည်းနည်းပဲရှိသေးတာဒီရှေ့လျှောက်ပိုဆိုးလာတော့မှာပြင်ပကိုအဲ့ဒါလိုများများမိခိုပြီးအာယုံပြုပြီးနေတဲ့လူဟာအတွင်းကိုအာယုံပြုမိဖို့ဟာအင်မတန်ခဲရင်သွားပြီပြင်ပမှာတွေ့မြင်ရတဲ့အာယုံတွေကထူးထူးဆန်းဆန်းတွေအပြောင်းအလွဲတွေလည်းအများကြီးလုပ်ပြနေတာအတွင်းကိုပြန်ပြီးအာယုံပြုပြရင်ဥပမာတရားအထုတ်တဲ့လူဆိုပါတော့အာနာပါနအထုတ်တယ်ဆိုပါတော့ဒီမလင်ခွေဖြစ်ဖြစ်တခြားတက်တဲ့နီးနဲ့ပဲဖြစ်ဖြစ်ထိုင်လိုက်ပြီးတော့မျက်လွှာလေးချပြီးအသက်ရှူတာလေးကိုသတိကပြီးနေမယ်ဝင်လာတဲ့လေကိုအစကနေအဆုံးထိသိနေမယ်ထွက်သွားတဲ့လေကိုအစကနေအဆုံးထိသိနေမယ်ဝင်လာတဲ့လေကတိုးပြီးပုတ်ပြီးဝင်လာတာကိုသိနေတယ်အဲ့ဒီလိုတိုးထိပြီးပုတ်ပြီးဝင်လာတာကိုသိနေတယ်ထွက်သွားတဲ့လေကလည်းတိုးတယ်ထိတယ်ပုတ်ပြီးတော့သွားတယ်အင်မတန်နူးညံ့တယ်အဲ့ဒီအင်မတန်နူးညံ့တာလေးကိုသိလာအောင်အင်မတန်အာယုံစိုက်ပေးမှရတာဝင်လာတဲ့လေကနည်းနည်းလေးအေးတယ်ထွက်သွားတဲ့လေကနည်းနည်းလေးနှွေးတယ်သူကအဲ့ဒီချားနာမှုဟာအင်မတန်တင်မွေ့တယ်တင်မွေ့တဲ့အာယုံဆိုတော့တော်တော်ကိုတတိလေးကတ်နိုင်မှဝင်လာတဲ့လေလေးငါးဒီဝမှာအေးတဲ့သဘောထွက်သွားတဲ့လေရဲ့နှွေးတဲ့သဘောဒီသဘောနှစ်ခုလုံးကိုသိတယ်ဒီလိုတရားအထုတ်နိုင်ဖို့ဆိုတာစိတ်အားတော်တော်စိုက်ယူရတယ်နော်တော်တော်ကိုစိတ်ကိုစူးစီးပြီးတဏှာမှာအားစိုက်ပြီးပြရတာနော်ဒီလိုတရားအထုတ်တဲ့သဘာဝနဲ့အပြင်းပြေဖြောပြေမှုဖြစ်တဲ့တယ်လီဗီရှင်းတွေဗီဒီယိုတွေကိုကြည့်ရတဲ့အခါမှာကြုံရတဲ့သဘာဝဟာသဘာဝချင်းမတူဘူးဟိုတယ်လီဗီရှင်းဆိုတာကသူကလှုပ်ပြတာကိုကိုကအသားလေးထိုင်ပြီးမျက်လုံးလေးဖွင့်ထားရုံပဲ
passive ဖြစ်တယ်နော်ကိုကအားစိုက်ပြီးလို့ရတာမပါဘူးသူကလုတ်ပြနေတာကိုကသိအာယုံစိုက်ဖို့မလိုဘူးသူကကြမ်းကြမ်းတမ်းလုတ်ပြတာဆိုတော့အာယုံကစိတ်ထက်ကိုအလိုလိုဝင်လာတာပဲတရားထုတ်တဲ့အာယုံကတိမ်မွေ့တယ်အဲ့ဒီပြင်ပအပြောပအာယုံတွေကကြမ်းတမ်းတယ်ကြမ်းတမ်းတဲ့အာယုံကိုယူဖို့ရစိတ်ကလွယ်တယ်တိမ်မွေ့တဲ့အာယုံကိုယူဖို့ကြတော့ခက်ခဲတယ်လူဟာအသားလေးနောက်မိကလေးထိုင်းနဲ့ထိုင်ပြီးတော့အပြင်းပြေရှိကလုတ်ပြတာကိုကြည့်နေတော့အဲ့ဒီအကျင့်ကပါသွားတော့နည်းနည်းအားစိုက်ပြီးတော့လုံလဝရိယကြီးကြီးနေလို့ရတဲ့အလုပ်ကိုမလုပ်နိုင်တော့ဘူးမလုပ်ချင်တော့ဘူးတဘာဝချင်းကကွာသွားတာဟုတ်အဲ့ဒီလိုလူဟာသူတရားတွားထိုင်လိုက်ရင်ခဏလေးတောင်မနေတော့ဘူးအာယုံကိုရှာလို့မရတော့ဘူးအင်မတန်တန်ဝေကကြီးကြီးနဲ့တရားကောင်းကောင်းနဲ့လုပ်မယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ရနိုင်ပါတယ်သို့တော့လုပ်ပြဖို့ခဲရင်သွားတယ်အဲ့ဒါပြောတာဟိုဘက်ကိုပါသွားရင်ဒီဘက်ကတော်တော်ခဲရင်သွားပြီနောက်နိုင်ငံမှာလူတွေကတယ်လီဗီရှင်းကိုဒီနေ့ဘယ်လောက်ကြည့်လဲဆိုရင် research လုပ်ကြည့်တော့ပြားများရင်ဒီနေ့ကို6နာရီကြည့်တယ်တိတိကျကျစဉ်းစားကြည့်စမ်းပါဒီနေ့ကို24နာရီမှာ6နာရီဆိုတော့၄ပုံတစ်ပုံကိုပြေးလိုက်ရပြီလေးနှစ်တဲ့စာပေတွေဘာတွေဖတ်ဖို့ရအချိန်သိမ့်မရတော့ဘူးမိသားစုနဲ့အေးဆေးထိုင်ပြီးတော့သူ့စိတ်ထဲမှာဘယ်လိုခံစားနေရတယ်သူ့သဘောကဘယ်လိုရှိတယ်ကိုယ့်သဘောထားကဘယ်လိုရှိတယ်အသိအမြင်ချင်းဖလှယ်ဖို့ရလဲအချိန်မရတော့ဘူးတချို့ဆိုရင်စားတာတောက်တာတောင်အဲ့ဒီတယ်လီဗီရှင်းရှေ့မှာပဲထိုင်စားကြတယ်ကာမဂုဏ်အာယုံကိုဘယ်လောက်တောင်လိုချင်တယ်လဲဆိုရင်မျက်စိကလည်းကြည့်ချင်တယ်တစ်ချိန်တည်းမှာနားကလည်းအဲ့ဒီကအတန်ကလည်းထွက်နေတော့နားထောင်နေတယ်အာယုံကမျက်စိရောနားရောနှစ်ခုစလုံးရနေပြီဒီထဲမှာလက်ထက်မှာစားစရာကင်ထားပြီးစားကြတယ်တပြိုင်တည်းမှာအများကြီးခံစားကြတယ်ဒီကာမဂုဏ်အာယုံတွေကိုအဲ့ဒါလိုအင်မတန်ဆွဲသွားတတ်တာနော်အဲ့ဒါလိုပြင်ပကိုမိခုမှုများချင်းကြောင့်အတွင်းမှာလွတ်လပ်မှုမရှိတော့ဘူးအင်မတန်နည်းနည်းတဲ့မိမိခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မိမိစိတ်နဲ့ပတ်သက်တဲ့လေးနဲ့တဲ့အသိဉာဏ်တွေရဖို့ရလမ်းပိတ်သွားပြီအသိဉာဏ်အတွေးခေါ်ကအစအားလုံးဟာအပေါ်ယံရှပ်သွားပြီအဲ့လိုဟာတွေကတခြားနိုင်ငံတွေမှာတော်တော်ပဲဖြစ်နေပြီအဲ့လိုဖြစ်လို့အခုခေတ်မှာလူငယ်တွေကတော်တော်များပျက်စီးကြတယ်လောကဓာတ်တရားနဲ့တွေ့တဲ့အခါမှာသူတို့ခန္ဓာရည်မရှိကြတော့ဘူးဘဝကိုပျော်ပျော်နဲ့ခပ်ပေါ်ပေါ်နေချင်တာပျော်ပျော်နဲ့ခပ်ပေါ်ပေါ်နေချင်တော့သူတို့မှာလေးနဲ့တဲ့စိတ်ဓာတ်လေးနဲ့တဲ့အသိဉာဏ်ဖြစ်ပေါ်မလာတော့ဘူးတကယ်လောကဓာတ်တရားနဲ့တွေ့တဲ့အခါမှာခန္ဓာရည်မရှိတော့ဘူးဖြတ်လန်းနည်းနဲ့အပြေရှာခြင်းကြတယ်ဘာလို့ခြင်းကြလဲဆိုတော့အရက်တောက်တယ်မွေးစွာတွေသုံးဆွဲကြတယ်စိတ်ဆင်းရဲလာရင်အဲ့ဒီနီလန်းတွေနဲ့အပြေရှာကြတယ်ဘဝဟာပိုးပြီးနေမွန်းသွားတယ်ဒါကြောင့်ပြင်ပကိုအဖော်မရှာဘဲနဲ့မိမိရဲ့အတွင်းစိတ်မှာပဲအားကိုးလောက်တဲ့ခိုင်မာရင်းကျက်တဲ့စိတ်ဓာတ်နဲ့အသိဉာဏ်ရအောင်ကြိုးစားထားမှတော့ကကြမယ်သိတဲ့လူတွေကကြိုးစားထားပြီးမသိသေးတဲ့လူတွေကိုအားပေးဖို့နီးပေးဖို့လိုပါတယ်ခုနပြောသလိုပဲတချို့လူတွေကအားပေးမဲ့သူနီးပေးမဲ့သူတိုက်တွန်းမဲ့သူမရှိသေးလို့သာဘာလို့မှမသိတာနဲ့မလုပ်ပြကြဘူးတချို့ကြတော့လည်းပဲဒါကပထမအရွယ်မှာဒါမလုပ်ရဘူးပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်ကြမှာပဲတရားရှာမှာပေါ့ငယ်ရွယ်နဲ့ဒါတွေလုပ်တာမကောင်းဘူးဒီလိုပြောတဲ့လူတွေကိုတယောက်မကဘူးအများကြီးပဲကြားဘူးတယ်ငယ်ငယ်လေးရှိသေးတယ်တဲ့ဘာလို့တရားတွေအားထုတ်နေရတာတော့တရားတွေအားထုတ်ရင်တော့ကြလောကကြီးကိုညှိငွေသွားပြီးစီးပွားရေးကြီးပွားရေးတွေပါထိခိုက်ပျက်စီးကုန်လိမ့်မယ်တဲ့အဲ့ဒါလိုပြောကြတာနော်ကြားရတာတော်တော်စိတ်မချမ်းသာစရာကောင်းတာပဲသူတို့မသိလို့ပြောကြတာပါနော်အဲ့ဒါလိုပြောကြတဲ့လူတွေရဲ့စကားကိုတကယ်နားထောင်တဲ့လူတွေကလည်းရှိတာပဲဘယ်လောက်ရှိသလဲဆိုတာတော့မပြောတတ်ဘူးရှိတာတော့သိတယ်တချို့ကဆိုရင်ဘယ်လိုတောင်ပြောလဲဆိုရင်တရားမထုတ်နဲ့ယူတတ်တယ်တဲ့အဲ့ဒါလိုလဲပြောတဲ့လူတွေရှိတယ်တချို့ကြတော့လဲတရားအထုတ်တာမကောင်းဘူးတဲ့တရားအထုတ်ရင်သူကအပြစ်ကိုကြည့်ရတာလောကကြီးမှာကြီးပွားဖို့ဆိုတာကအဖြစ်ကိုကြည့်ရတယ်အပြစ်ကိုကြည့်ရင်လောကမှာမကြီးပွားတော့ဘူးအပြစ်ကိုအာရုံပြုရင်စိတ်ဓာတ်တွေကြကုန်မယ်တဲ့ depress ဖြစ်သွားလိမ့်မယ်တဲ့
အဲ့ဒါလိုအတွေးနဲ့အထင်နဲ့ပြောကြတယ်နော်အဲ့ဒါလိုပြောကြတဲ့စကားတွေကိုကြားတဲ့လူချို့ကတော့ယုံမှာပဲယုံရင်တော့အကြီးအကျယ်နစ်နာသွားပြီအဲ့လိုပြောတဲ့လူတွေဟာဓမ္မန္တရဖြစ်နေပြီအင်မတန်အန္တရာယ်ကြီးတဲ့စကားတွေပါဒီလိုစကားမျိုးကိုမပြောမိဖို့မပြောပြဖို့အတော်တတိထားရမယ်ပြောတဲ့သူရှိရင်လည်းသူ့ကိုစိတ်မဆိုးဘဲနဲ့အေးအေးဆေးဆေးပြန်ပြီးရှင်းပြရမယ်အဲ့ဒါလိုမဟုတ်ဘူးတရားအထုတ်ရင်စိတ်အေးချမ်းကြည်လင်လာတယ်သိဉာဏ်တွေတန့်ရှင်းလာတယ်မလုပ်တင်တာတွေမလုပ်ပြစ်ဘူးအမှားယွင်းအင်မတန်နည်းသွားတယ်ဆိုရင်ပဲစိတ်ချမ်းသာကိုချမ်းသာတယ်အဲ့တော့လူတွေမှာစိတ်ဆင်းရဲမှုဖြစ်ရတာတွေဟာအမှားယွင်းကြောင့်ပါကိုယ်အမှားရဲ့ဒဏ်ချက်ကိုပြန်ခံရတာပါသူများမှားလို့ကိုယ်မှခံရတာလဲရှိတော့ရှိပါတယ်ဒါပေမဲ့ကိုမှားလို့ကိုခံရတာကပိုဆိုးပါတယ်တရားအထုတ်တဲ့အခါမှာအင်မတန်ကြည်လင်လာတဲ့အခါမှာဘယ်စကားကပြောတင်တယ်ဘယ်စကားကတော့မပြောတင်ဘူးဘယ်ကိစ္စကလုပ်တင်တယ်ဘယ်ကိစ္စကမလုပ်တင်ဘူးဒါတွေမကဘူးဘယ်ဝတ်စားကိုဝတ်တင်တယ်ဘယ်ဝတ်စားကိုမဝတ်တင်ဘူးဆိုတာဒီအစဘယ်အစအစာကိုစားတင်တယ်ဘယ်လိုအစအစာမျိုးကိုမစားတင်ဘူးဆိုတာဒါတွေကိုပါသိလာတယ်ကိုယ်စိတ်ကိုပြန်ကြည့်တက်လာတဲ့လူဆိုရင်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အတွေ့အကြုံကိုကြည့်ပြီးတော့ဘယ်အတွေ့ကတော့လောဘပဲဘယ်အတွေ့ကတော့ဒေါသပဲဒီအတွေ့ကတော့မာနပဲဒါကတော့ဣတ္တမစ္စရိယပဲလို့အမိန်ချာချာသိလာတယ်သူတို့ကိုမြင်လာရင်သူတို့ရဲ့လွှမ်းမိုးမှုနောက်ကိုပါမသွားဘူးပါမသွားတာကိုကလွတ်လပ်မှုတစ်မျိုးပဲအဲ့တော့ကိုယ့်ကိုယ်ကိုလွတ်လပ်တဲ့လူဖြစ်ချင်ဒီလိုသိနေဖို့လိုတယ်အဲ့လိုသိနေတဲ့လူဟာလောဘနဲ့ဆုံးဖြတ်ပြီးမလုပ်ဘူးလောဘရဲ့ဆွဲအားလောဘရဲ့လှည့်စားမှုနဲ့မလုပ်တင်တာကိုမလုပ်ဖြစ်ဘူးဒေါသရဲ့တွန်းအားဒေါသရဲ့ဖြစ်စည်းခြင်းတဲ့သဘောနောက်လိုက်ပြီးတော့ဖြစ်စည်းခြင်းတာကိုမလုပ်ဖြစ်ဘူးမာနရဲ့လှုံ့ဆော်မှုကြောင့်ငါမှငါဆိုတဲ့သူတစ်ပါးကိုမထီမဲ့မြင်ပြောတာတို့နှိမ်တာတို့မလုပ်တော့ဘူးဣဒ္ဓမစ္စရိယကြောင့်မနာလိုလို့သူတစ်ပါးကြီးပွားတာကိုတိုက်ရိုက်ဖြစ်စေတွဲတဲ့နည်းနဲ့ဖြစ်စေပျက်စီးအောင်မလုပ်ပြတော့ဘူးမလုပ်ပြတဲ့အတွက်စိတ်ချမ်းသာမှုရတယ်သူအဲ့ဒါလိုနေလိုက်တဲ့အတွက်ကြောင့်ကြာလာရင်ပတ်ဝန်းကျင်ကလူတွေဟာသူ့ကိုသိလာတယ်ဒီလူဟာတော်တော်အေးအေးချမ်းချမ်းစီကံရှိရှိနေတဲ့သူအေးအေးချမ်းချမ်းလုပ်တဲ့သူမဟုတ်တာမမှန်တာမလုပ်ဘူးစင်းစင်းဆဆလုပ်တဲ့သူဆိုပြီးတော့သူ့ပုံမှာပို့ပြီးချစ်ခင်လာတယ်ကြီးညိုလာတယ်လေးစားလာတယ်အားကိုးမှုရလာတယ်အဲ့တော့ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုကြီးညိုမှုလေးစားမှုကိုအားကိုးမှုရလာတယ်ဆိုရင်ပဲဘယ်လောက်အကျိုးများပြီလဲလူဆိုတာကိုယ့်ကိုယ်လည်းယုံကြည်မှုလေးစားမှုရှိဖို့လိုတယ်နော်ပတ်ဝန်းကျင်ကလည်းကိုယ့်ပေါ်မှာယုံကြည်မှုလေးစားမှုရှိအောင်နေသင့်တယ်အဲ့ဒါလိုနေနေတဲ့လူဟာစိတ်လည်းပူပြီးချမ်းသာတယ်ကိုယ့်အကူထင်ရလို့ပြီးတော့ပတ်ဝန်းကျင်ကကိုယ့်ပေါ်လေးစားမှုမရှိတဲ့အခါမှာပတ်ဝန်းကျင်ကိုပြန်ပြီးရန်လိုတဲ့စိတ်ဖြစ်တတ်တယ်အဲ့ဒါလိုစိတ်ဖြစ်တဲ့လူဟာအင်မတန်စိတ်ပင်ပန်းတယ်ကိုယ့်ဘဝမှာစိတ်ကျဉ်းနှံ့မှုရနိုင်မှုဆိုတာကိုယ်ပတ်ဝန်းကျင်ရဲ့အကျိုးစီးပွားကိုအထက်လျောက်လုပ်နိုင်မှလည်းပို့ပြီးတော့ကြီးပွားနိုင်တယ်ပို့ပြီးတော့ကျဉ်းနှံ့မှုရနိုင်တယ်လူဟာတကူလည်းနေတဲ့တ attva မဟုတ်ဘူးလူဟာအတိုင်းဝင်းနဲ့နေလာတဲ့လူဖြစ်တယ်အတိုင်းဝင်းနဲ့နေခဲ့လို့လဲလူရင်ကျေးမှုဆိုတာဖြစ်လာတယ်ဘာသာတရားဆိုတာဖြစ်လာတယ်တခြားလဲအတတ်ပညာအမျိုးမျိုးဆိုတာစုပေါင်းပြီးနေလို့သာဖြစ်လာရတာတယောက်တည်းကွဲပြီးတော့နေမယ်ဆိုရင်ဒီအတတ်ပညာဆိုတာတွေကဖြစ်မလာဘူးယဉ်ကျေးမှုဆိုတာဖြစ်မလာနိုင်ဘူးဘာသာတရားဆိုတာဖြစ်မလာနိုင်ဘူးဒါကြောင့်မိမိနေတဲ့အတိုင်းဝိုင်းမှာသူတို့ကကိုယ့်အတွက်တမင်တကာအကြောင်းကြဆက်ပြီးလုံမပေးနိုင်တော့မှသူတို့ရှိနေခြင်းကြောင့်ကိုယ့်ဘဝမှာတစ်မျိုးတော့အတိတ်ပဲရှိတယ်လင်းနေမှုရှိတယ်တစ်မျိုးတန်မှုရှိတယ်ဒါကိုကျေးဇူးဆက်တဲ့အနေနဲ့ဘယ်သူဘယ်ဝါလို့ပုဂ္ဂိုလ်အဖြစ်မရွယ်ပဲတတ်နိုင်သမျှအများအကျိုးရှိတဲ့အလုပ်ကိုလုပ်သင့်တယ်အများအကျိုးရှိတဲ့အလုပ်ကိုလုပ်နိုင်တာကိုကကိုယ်စိတ်ဓာတ်ကိုပိုးပြီးအားရှိစေတယ်ငါဟာအများအကျိုးရှိတဲ့အလုပ်ကိုလုပ်နိုင်တယ်ကိုယ်အကျိုးရှိတဲ့အလုပ်ကိုလည်းလုပ်နိုင်တယ်ကိုယ်အကျိုးကိုလုပ်နေတာလည်းအားရှိတာပဲအဲ့ဒီလိုလုပ်နေတဲ့လူဟာစိတ်ထဲမှာစွမ်းအားတတ္တိရှိလာတယ်
တရားအထုတ်ရင်စိတ်ဓာတ်အင်အားတွေလည်းအများကြီးတက်လာတယ်တပည့်တယောက်ကသူရေးတဲ့စာထဲမှာဘယ်လိုပြောလဲဆိုရင် when I'm mindful I'm confident တဲ့သူတတိရှိနေတဲ့အခါမှာသူ့ကိုယ်သူယုံကြည်မှုရှိနေတယ်တဲ့အခုအဲ့ဒီတပည့်လေးဟာသူအင်းနီနာချင်း5-6လောက်ကိုစုပြီးသူကတရားထုတ်တဲ့နည်းကိုပေးတယ်သူဟာတရားပြဆရာမဟုတ်ဘူးကမ္မထာနာစရိယမဟုတ်ဘူးသူကိုယ်သူကမ္မထာနာစရိယအဖြစ်နာမည်ကုံဖော်ပြီးလုပ်နေတာလည်းမဟုတ်ဘူးသူဟာသူတရားထုတ်ပြီးနေတယ်စမ်းမိတဲ့အခါသူမိတ်ဆွေတွေတရားကြောင်းဆွေးနွေးပြောဆိုပြီးနေတယ်အဲ့ဒါလို့ဆွေးနွေးရင်းနဲ့ပဲစိတ်ဝင်စားတဲ့မိတ်ဆွေအချို့ကစုပြီးတော့တရားထုတ်ချင်ပါတယ်သူတို့မှဣဒ္ဓတစ်ခုကိုတွားဖို့ဆိုတာလဲတိတ်အဆင်မပြေပဲကိုဒါကြောင့်သူ့ကိုပဲတရားထုတ်တဲ့နေရာမှာအတူတူတရားလာအထုတ်ဖို့တီးတလောက်မှတ်တလောက်ပြောပြဖို့တောင်းဆိုတာနဲ့5-6လောက်ဘေးကအိမ်တိမ်မှာစုပြီးတရားထိုင်ကြတယ်တဲ့အဲ့ဒါလို့စာလေးဖတ်ရတော့လဲဝန်တာလိုက်တယ်သဘောကျလိုက်တာနော်လူတွေမှာအားငယ်စိတ်ကြောက်စိတ်ဆိုတာလူတိုင်းမှာအနည်းနဲ့အများရှိတယ်နော်စိုးရင်တော့ကဆိုတာလဲလူတိုင်းမှာအနည်းနဲ့အများရှိတယ်အဲ့ဒီအားငယ်တာကြောက်တာစိုးရင်တာတွေဟာဒီနည်းနည်းနဲ့သူ့ကိုငင်းချအောင်မလုပ်လို့ရှိရင်လူရဲ့စိတ်ဓာတ်အင်အားတွေကိုကုံဆုံးသွားစေတယ်အဲ့ဒီလူဟာအမြဲတမ်းလိုပဲစိတ်ကြည်လင်မှုမရှိဘူးတခုခုခက်ခဲနဲ့နေတဲ့အလုပ်ကိုလုပ်ရတော့မှဆိုရင်သူ့မှာအားစိတ်ဖို့ရအင်အားကမရှိဘူးအဲ့တော့အဲ့ဒီအားငယ်စိတ်ကြောက်စိတ်တွေကိုတက်တာဖို့ဆိုတာလည်းပဲဒီတရားအထုံးမှရနိုင်တယ်ရုပ်စွာဆုံးဒီအသက်ရှူတာလေးမှာစိတ်ကိုကတ်ထားလို့ခဏလေးငြိမ်သွားတယ်ဆိုရင်ပဲစိတ်ကလေးကအေးချမ်းလာတယ်ငြင်းချမ်းလာတယ်အဲ့ဒီအချိန်မှာအားပြန်ပြည့်လာတယ်အဲ့ဒီလိုအားထုတ်တာကိုအနောက်နိုင်ငံသားတွေက recharging လို့သုံးထားတာတွေ့ဘူးတယ်ဒီ recharging ဆိုတဲ့စကားလုံးကိုဘယ်လိုနေရာမှာကြားဘူးလဲဘက်ထရီကိုအားဖြည့်တဲ့အခါမှာကြားဘူးတယ်နော်အဲ့တော့အဲ့ဒီအမေရိကန်တယောက်ကသူကတရားကိုအမြဲတမ်းအားထုတ်တာကိုအားထုတ်တော့သူတရားထိုင်ပြီးတိုင်းပဲသူခန္ဓာကိုယ်နဲ့စိတ်ဓာတ်မှာအင်အားတွေပြန်ပြည့်လာတယ်ဘက်ထရီကိုအားပြန်ဖြည့်လိုက်တယ်လို့ပဲနော်တတင်းလုံးလုပ်เสียရှိလို့တော့ကများနေတဲ့သူဟာဘက်ထရီကသူ့ရဲ့စွမ်းအားတွေဟာသုံးလိုက်ရလို့ကုန်သွားတယ်လို့ပဲယော့သွားတယ်သူ့ကိုပြန်ဖြည့်ဖို့လိုတယ်မကြာနေ့တာတွင်းမှာတနာရီမှတစ်ခါဖြစ်စီ2နာရီမှတစ်ခါလောက်ဖြစ်စီဆိုတော့ခဏလေးဖြစ်တရားကိုပြန်ပြီးနှလုံးသွင်းနိုင်မယ်ဆိုရင်ယော့သွားတဲ့အင်အားဟာနည်းနည်းတော့ပြန်ပြည့်လာမှာပဲမကြာဖြည့်တဲ့အကျင့်ရှိရင်ဒီနေ့တာကုံသွားပြီမဲ့အားကုံသွားတဲ့သဘောမဖြစ်ဘူးသူကသုံးရင်းနဲ့ပြန်ဖြည့်နေတာပေါ့နော်တပည့်လေးတယောက်ကိုအဲ့ဒါလိုပြောပြတဲ့အခါမှာသူကလည်းအချိန်ရရင်ရသလောက်တတိယတိုင်းတတိလေးကားပြီးနေတာကိုဒီနေ့တာကုံသွားတဲ့အခါမှာအရင်လောက်မပင်ပန်းဘူးတဲ့စိတ်ကကြည်လင်လာတယ်အားပြည့်လာတယ်အရင်လောက်စိတ်တူတာတို့ဘာလို့မဖြစ်ဘူးဒါကိုစိတ်ဓာတ်အင်အားရုပ်ဖိမှုကိုတားဆီးပိတ်ပင်တယ်လို့ဖြစ်သွားတယ်စိတ်ခဏတူရင်အားအင်တန်ကုန်တယ်နော်ဒေါသဖြစ်တောကပဲဖြစ်စိုးရင်တာပဲဖြစ်အဲ့ဒါဖြစ်နေတဲ့အချိန်မှာခန္ဓာကိုယ်မှာဟော်မုန်းတွေထွက်လာတယ်အဲ့ဒီခန္ဓာကိုယ်မှာထွက်လာတဲ့ဟော်မုန်းဟာခန္ဓာကိုယ်မှာရှိနေတဲ့အင်အားတွေကိုသုံးပစ်တယ်ပို့ပြီးတော့နားလည်အောင်ပြောရမယ်ဆိုရင်တော့အသေးထဲမှာတူလောင်ထားတဲ့ glucose တွေကိုထုတ်သုံးတာပဲအဲ့ဒီ glucose တွေနဲ့ဟော်မုန်းပေါင်းစပ်ပြီးတော့အင်အားဆိုတာဖြစ်လာတာပဲအဲ့ဒီအင်အားတွေဖြစ်လာတဲ့အခါမှာခန္ဓာကိုယ်ထဲမှာရှိနေတဲ့တခြားဓာတ်တွေလည်းပဲလောင်ကျွမ်းမှုထဲမှာပါသွားတာပဲနော် protein တို့ vitamins တို့တခြားဓာတ်သတ္တုတို့ဆိုတာတွေပါသွားတာပဲအမြဲတမ်းလို့စိုးရင်တော့ကဖြစ်နေတဲ့လူမကြစိတ်တူတတ်တဲ့လူဆိုရင်အမြဲတမ်းလို့အားကကုန်နေတာပဲနောက်တစ်ခုကလည်းပဲအဲ့ဒါလို့တော့ကများတဲ့သူဟာခန္ဓာကိုယ်ခန္ဓာရည်စွမ်းအားဟာလည်းညော့သွားတယ်
အဲဒီတော့ယောဂဖြစ်တဲ့တံကိုမခံနိုင်တော့ဘူးမောပန်းနဲ့မခံနိုင်တော့ဘူးယောဂထူပြောတယ်အဲ့လိုတရားကိုတနေ့တာအတွင်းမှာနေထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်သွားရင်လာရင်ပဲဖြစ်ဖြစ်စားရင်တောက်ရင်ပဲဖြစ်ဖြစ်ဒီခဏလေးဖြစ်ဖြစ်ပြန်ပြီးတော့နှလုံးသွင်းပြီးနေတဲ့လူဆိုရင်အဲ့ဒီချိန်လေးဟာငြိမ်းချမ်းသွားတာပဲငြိမ်းချမ်းသွားရင်ခန္ဓာကိုယ်မှာထွက်နေတဲ့ဟော်မုန်းဓာတ်တွေလည်းလျော့ပါသွားလိမ့်မယ်အခုခေတ်လူတွေရဲ့သွေးထဲမှာရှိနေတဲ့ adrenaline လို့ခေါ်တဲ့ဟော်မုန်းဓာတ်ပမာဏကိုသူတို့အမေရိကန်မှာသွေးတွေဖောက်ပြီးဓာတ်ခွဲခန်းမှာစမ်းသပ်ကြည့်တဲ့အခါလူတော်များများမှာရှိတင်တာထက်ပိုပြီးတော့ရှိနေတာတွေ့ရတယ်တဲ့အဲ့ဒီ adrenaline ဆိုတဲ့ဟော်မုန်းဓာတ်ကို stress ဟော်မုန်းလို့ခေါ်တယ်ပင်ပန်းစေတတ်တဲ့သဘောရှိတယ်အဲ့တော့ခေတ်ကိုကသူတို့စကားနဲ့အင်္ဂလိပ်လိုပြောရရင် age of anxiety လို့ခေါ်မှခေတ်ဖြစ်နေပြီနော်ဒီစကားလုံးဟာအနောက်နိုင်ငံမှာတော့သုံးနေကြပါတောကများတဲ့ခေတ်တဲ့ဘာမှမသိစိတ်မအေးစိတ်ပူနေရတဲ့ခေတ်တဲ့ဘာအတွက်ပူနေမှလည်းတခါတလေမပြောနိုင်ဘူးဘာလို့လဲဆိုရင်မထင်တာတွေကအများကြီးဖြစ်ခဲ့ပြီကိုမထင်တာတွေအပြောင်းလဲတွေကအများကြီးဖြစ်ခဲ့ပြီအဲ့ဒီတော့နောက်ထပ်ရောမထင်တာတွေဘာတွေဖြစ်အောင်မလဲဆိုတာဘယ်သူမှမမှန်းနိုင်ဘူးလူတွေရဲ့စိတ်ထဲမှာအနာဂတ်ကိုနည်းနည်းလေးမှကြွတင်မှန်းဆပြီးတော့မပြောနိုင်တဲ့အတွက်စိုးရိမ်မှုကအင်တာများတယ်ဒါကိုတချို့လူတွေကမထူပါဘူးလေဆိုပြီးဇက်မျောပြီးနေကြတာဖြစ်တယ်လို့နေတော့မယ်ဆိုပြီးတော့မိမိလျော့ပဲနေတော့တာအဲ့တော့အသိဉာဏ်ရှိတဲ့သူဆိုရင်တော့ကိုယ့်ဘဝကိုဇက်မျောပြီးမနေဘဲနဲ့ဒီတောကတွေတက်တာအောင်ဆိုပြီးတော့အချိန်ရရင်ရသလောက်တရားကိုတတိလေးကပြီးနေဖို့ရမကြာခဏပြောလို့ရှိတယ်ဘဝနဲ့ဘာဝနာတွဲမိဖို့လိုတယ်လို့ဘဝတခြားဘာဝနာတခြားမဖြစ်ပါစေနဲ့လို့ဘုရားဟောခဲ့တဲ့တရားတော်တွေကိုတတိချာချာစိစိဆက်ဆက်ဖတ်ရှုပြီးတော့မြတ်စွာဘုရားရဲ့စေတနာမြတ်တော်မြတ်စွာဘုရားရဲ့ရွေချက်ကိုကြည့်မယ်ဆိုရင်မနဲ့နိုးလာတဲ့အချိန်ကစပြီးညအိပ်ပျော်သွားတဲ့အချိန်ထိတတိလက်လွတ်မနေဖို့ရာဒါကိုအထက်ထက်ခါမှားတယ်ဆိုတာတွေ့ရတယ်နော်အကျဉ်းဆုံးအဖြစ်ဘုရားရဲ့ဟောကြားတဲ့တရားတော်တွေကိုကြည့်ရင်အပမဒေနတမ္မာဒိဋ္ဌာဆိုတဲ့ဩဝါဒကိုတွေ့ရတယ်နော်အကျယ်ကြည့်မယ်ဆိုရင်တတိပဋ္ဌာနာတို့တစ်တုပ်လုံးပဲထိုင်နေတုံးရပ်နေတုံးတွားနေတုံးအိတ်နေတုံးတတိကပ်ပြီးတော့နေပါတဲ့တွားတုံးရပ်တုံးစားတုံးခဏမှဖြစ်စေဖြစ်နေတာတစ်ခုခုကိုကြည်ပြီးသိပြီးနေပါတဲ့စကားပြောတုံးစစ်စစ်နေတုံးအဲ့ဒီဖြစ်နေတုံးမှာအဲ့ဒီအချိန်မှာသိပြီးတော့နေပါတဲ့ဒီလောက်တင်မကဘူးနော်ဒီလောက်တောင်စဉ်းစားတယ်လဲဆိုရင်အပေါ့အလေးသွားတုံးတောင်မှတတိလွတ်လွတ်မနေဘဲနဲ့တတိလေးနဲ့နေပါသိနေပါအဲ့ဒီတော့အပေါ့အလေးသွားတဲ့ချိန်9မိနစ်ကြာတယ်ဆိုတော့အဲ့ဒီ9မိနစ်ကြာတဲ့ချိန်ကိုဓာမှုရှိရှိသုံးလိုက်ရင်ကိုရလိုက်တဲ့အချိန်လို့ဆိုရမယ်နော်ဓာမှုရှိရှိမသုံးလိုက်ရင်အလကားဆုံးရှုံးသွားတဲ့အချိန်ပဲပျောက်သွားတဲ့အချိန်ပဲပျောက်ဆုံးသွားတဲ့အချိန်လို့ဆိုရမယ်ဒါကြောင့်တတိနဲ့နေလိုက်ရင်ကိုရတဲ့အချိန်တတိနဲ့မနေတဲ့အချိန်ဟာဆုံးရှုံးသွားတဲ့အချိန်မရလိုက်တဲ့အချိန်ပဲရွှေကျင်တယ်လို့ပဲအတုံးလိုက်အခဲလိုက်မရတော့မှတမှုံပဲရနှစ်မှုံပဲရသလောက်ကိုစုပြီးတော့ယူမယ်ဆိုရင်ကြာတဲ့ခါမှာအများကြီးရမှာပါစုမိမှာပါရွှေကျင်တဲ့လူတွေဟာရွှေကျင်မှုတွားတဲ့ခါမှာရွှေတွေကိုအတုံးလိုက်ခဲလိုက်မရနိုင်ပါဘူးတဲတွေနှုံးတွေကိုအထက်ထပ်ဆေးပြီးမှတနေ့ကုန်လောက်ခါမှတရွေသားနှစ်ရွေသားလောက်ပဲရတာဒါပေမဲ့အဖိုးတန်လုံးလို့လောက်ရတာပဲအဲ့လိုပဲဒီတတိပဋ္ဌာန်တရားကိုအားထုတ်ပြီးနေတာကိုတန်မိုးရှိမှနားလည်တဲ့သူပါတခဏလေးဖြစ်ဖြစ်တတိလေးကပြီးတော့ကြိုးစားပြီးတော့နေမှာပဲဥပမာဆိုပါတော့တစ်ကြိမ်အသက်ရှူတာဘယ်လောက်ကြာမယ်ထင်တယ်လဲ3စက္ကန့်4စက္ကန့်လောက်ကြာမယ်နော်မေ့ကြည့်ဘူးပါတယ်ကိုယ်တိုင်လည်းပဲနိုင်နဲ့ကြည့်ပြီးလို့ကြည့်ဘူးပါတယ်3စက္ကန့်4စက္ကန့်လောက်ကြာတတ်ပါတယ်
မြန်မြန်ရှူရင်တော့3စက္ကန့်လောက်ကြာတယ်ဒီထက်မြန်မြန်ရှူရင်တော့2စက္ကန့်လောက်နဲ့ရမယ်ဒါပေမဲ့အဲ့ဒါလောက်ဆိုရင်မောပါတယ်ဖြည်းဖြည်းမှန်မှန်ရှူမယ်ဆိုရင်4စက္ကန့်လောက်ကြာမယ်ဒီထက်ပိုပြီးတော့ရှည်ရှည်ကြီးဆွဲပြီးတော့ရှူမယ်ဆိုရင်တော့5စက္ကန့်6စက္ကန့်လောက်ကြာနိုင်တယ်နော်ဘယ်လောက်ပဲဖြစ်ဖြစ်ဖျားမြခြင်းကြည့်ရင်4စက္ကန့်လောက်ကြာမယ်ဒီချိန်လေးဖြစ်ဖြစ်တတိလေးကပြီးတော့အဲ့ဒီလိုအသက်ရှူလိုက်တဲ့အချိန်မှာဝင်တာအစကနေအဆုံးထွက်တာအစကနေအဆုံးတတိမလွတ်ပဲအပြတ်အတောက်မရှိဘဲနဲ့နေလိုက်ရတယ်ဆိုရင်အဲ့ဒီ4စက္ကန့်လောက်အချိန်ဟာငြိမ်းချမ်းနေတဲ့အချိန်ပဲဒီအချိန်မှာဘာအတွေးမှဝင်မလာတဲ့အတွက်ကြောင့်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးမာနလည်းမဖြစ်ဘူးအိတ်တာမစ္စရိယလည်းမဖြစ်ဘူးအင်မတန်တူတောင်းတဲ့အချိန်မို့လို့သိပြီးတော့အကျိုးမများပါဘူးလို့တော့တချို့ကပြောကြလိမ့်မယ်နော်ဒီလိုကနေတဖြည်းဖြည်းအလေးကျင့်လုပ်ကြည့်ပါဒီလိုအသက်ရှူတာလေးကို5ချိန်လောက်တစ်ဆက်တည်းရအောင်လုပ်မယ်ဆိုရင်ဘယ်နဲ့နေမလဲပိုးပြီးတော့စိတ်ကငြင်းအေးပြီးနေမယ်နော်အစမှာတော့လှုပ်ရှားမရှိရင်ဒီမှာစိတ်ကိုထားရတာကိုကမလွယ်ဘူးစိတ်ကဟိုပြေးဒီပြေးတိတ်ပြေးခြင်းတယ်နော်မရမကအတင်းဖမ်းရတယ်လို့ပဲသို့တော့အလေးကျင့်များလာတဲ့အခါမှာထားလိုက်ရင်ထားတဲ့နေရာမှာအလိုက်တင်လေးပဲသူ့ဟာသူနေတာပဲအဲ့ဒီအဆင့်ရောက်အောင်အလေးကျင့်လုပ်ဖို့လိုတယ်10မိနစ်ဆိုရင်ဘယ်နှကျင်းလောက်ရှိမှထင်လဲ15ကျင်းလောက်ရှိမှထင်တယ်နော်တက်ရှူတဲ့အကျင်းဟာ15ကျင်းလောက်ရှိမယ်အဲ့ဒီ15ကျင်းလောက်ကိုပဲသတိနဲ့သေချာကပ်ပြီးမပြတ်တစ်ဆက်ထဲသတိကိုကပ်နေမယ်ဆိုရင်တော်တော်ရနေပြီတော်တော်အကျိုးများနေပြီလို့ဆိုရမှာနော်ဒီချာချာအာယုံဆိုင်ပြီးဒီချာဆက်ဆက်နေအောင်လုပ်ကြည့်ပါ10မိနစ်လောက်လုပ်နေတယ်ဆိုရင်ပဲစိတ်ကလေးတစ်မျိုးတည်ငြိမ်အေးစေပြီးတစ်မျိုးချမ်းသာလာတယ်အလေးချင်းများများရလာတဲ့လူဆိုရင်စိတ်တော့ကဖြစ်เสียတစ်ခုခုစဉ်းစားမိတာနဲ့တပြိုင်နက်စိတ်တော့ကဖြစ်เสียစဉ်းစားမိပြီကိုလို့သိတာနဲ့တပြိုင်နက်သိပြီးချက်ချင်းပဲအာနာပါနမှာစိတ်ကိုပြန်ထားလိုက်ရင်ချက်ချင်းစိတ်ကလေးကငြိမ်ပြီးကြလာတယ်အကယ်၍များ5မိနစ်လောက်တစ်ဆက်တည်းရမယ်ဆိုရင်ဘယ်လောက်အကျိုးများမလဲစဉ်းစားကြည့်နော်ဒါကြောင့်နဲတယ်မထင်ပါနဲ့ရသလောက်ယူကြည့်ပါဒီဘုန်းကြီးကိုယ်တိုင်ပဲတရားထုတ်စားက10မိနစ်နဲ့စတာပါတခါတလေအဲ့ဒီ10မိနစ်အတွင်းမှာပဲအစဉ်ပြေတဲ့အခါကျရင်အင်မတန်ငြိမ်းချမ်းတာကိုတွေ့ရတယ်ဒီငြိမ်းချမ်းတာဒါလောက်ဟာတရားထုလားဆိုတော့မဟုတ်သေးပါဘူးငြိမ်းချမ်းတယ်ဆိုတာတမာတိလေးနည်းနည်းရလာလို့လောဘဒေါသမောဟအစရှိတဲ့ကိလေသာတွေဖြစ်ခွင့်ခဏလောက်ရပ်နေတာအဲ့ဒီခဏလေးရပ်နေတာကိုခံစားမှုတာကိုပဲစိတ်ထဲမှာလူကျင်တဲ့စိတ်ဖြစ်စေမကျင်တဲ့စိတ်ဖြစ်စေစိုးရင်ပူပန်တာဖြစ်စေသူတစ်ပါးနဲ့ပြန်လို့တဲ့စိတ်ဖြစ်စေသူတစ်ပါးကြီးပွားချမ်းသာတာကိုမနာလိုတဲ့စိတ်ဖြစ်စေဒါမှမဟုတ်ငါဟိုကိစ္စလုပ်ခဲ့မိတာမှားလေခြင်းငါဟိုကိစ္စမလုပ်ခဲ့မိတာမှားလေခြင်းစသဖြင့်ပြီးခဲ့တဲ့ကိစ္စတွေကိုပြန်တွေးပြီးတော့ကိုယ်ကုသဖြစ်နေတာမျိုးဖြစ်စေအဲ့ဒီလိုဟာမျိုးကိုခဏလေးငြင်းချမ်းတယ်ဆိုရင်ပဲအများကြီးတက်တာနေပြီသူတို့ဖြစ်ခွင့်ရတဲ့အချိန်မှာအင်မတန်ပူလောင်တယ်ဆိုတာကိုလည်းသဘောပေါက်ဖို့လိုတယ်အဲ့ဒါကိုမှသဘောမပေါက်တဲ့လူဟာအများအားလို့ပဲအဲ့လိုကိလေသာတစ်ခုခုဖြစ်နေတာပဲတတိမှမရှိရင်တော့ဒါတွေဟာတစ်လှည့်စီဖြစ်နေကြမှာပဲတတိမရှိတဲ့အချိန်မှာလောဘဖြစ်ခြင်းဖြစ်နေမယ်တခုခုကိုလိုချင်နေတယ်မြင်ချင်နေတယ်ကြားချင်နေတယ်စားချင်နေတယ်ထိချင်နေတယ်သို့မဟုတ်ရင်လည်းပဲကိုဖြစ်ခဲ့တာတွေကိုပြန်တွေးပြီးစိတ်ကူးရင်ပြီးတော့ဘယ်ချိန်ကြရင်တော့ဘယ်လိုဖြစ်တော့မှာပဲအဲ့လိုဖြစ်ရင်တော့ဟန်ကြတော့မှာဘယ်လိုပြောရမှာဘယ်လိုခံစားရမှာဆိုပြီးတော့စိတ်ကူးရင်အတွေးထဲမှာမျောပြီးတော့နေတာပဲသို့မဟုတ်ရင်လည်းဘယ်သူကတော့ငါထက်သာသွားပြီငါ့ကိုကြောသွားပြီသူနဲ့ငါနဲ့အရင်တုန်းကတော့ဘွဲရတုန်းကလည်းအတူတူအလုပ်ဝင်တုန်းကလည်းအတူတူအခုတော့သူတို့ကဘယ်လိုကြီးပွားသွားလို့ပါလားငါမှတော့အောက်ကြနောက်ကြဖြစ်နေပြီငါကိုကအတုံးမကြတာပါငါဟာအတော်အကြီးချင်းနေတဲ့လူပဲအဲ့ဒါလို့ကိုစိတ်ပြည့်ပြီးစိတ်ဓာတ်ကျပြီး depressed ဖြစ်နေတတ်တယ်
အဲ့ဒီလိုအတွေးတွေကြာတွေးလေများတွေးလေစိတ်ဓာတ်ကကြပြီးစိတ်ဓာတ်ကြယောဂဖြစ်လာတယ်နော်ဒီလိုတတိနဲ့မနေရင်အမြဲဖြစ်နေတဲ့ကိလေသာတွေရဲ့ဒဏ်ချက်ကိုခံရမှာပဲအဲ့ဒီလိုနေကြမှာလားခဏလေးဖြစ်တက်တိုင်ကိုမကောင်းဘူးလားအဲ့ဒီလိုခဏလေးဖြစ်တက်တာကိုတွေ့ဘူးတဲ့သူဟာအဲ့ဒါလေးကိုတန်ဖိုးထားတယ်ဒီလိုကြာနေရရင်ကောင်းမှာပဲဆိုပြီးတော့ဘိုးပြီးတော့ကြိုးစားမယ်အချိန်ရရင်ရသလောက်ကြိုးစားတော့မှာပဲနော်ဒါကကိုယ်တိုင်လည်းဒီလိုပဲလုပ်ခဲ့လို့ပါ5မိနစ်10မိနစ်အားထုတ်ရင်နဲ့တရားထူရမှာလားဆိုတော့အဲ့ဒါလောက်တော့လွယ်တယ်လို့မဆိုလိုပါဘူးဘာကြောင့်လဲဆိုတော့ဘုရားဟောထဲမှာရှိတယ်ပြင်းပြင်းကြီးပေါ့တင်တာနေတဲ့လူတွေလောကုတ္တရာ9ပါးကိုရဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့အားထုတ်တဲ့လုံလဝိရိယရှိတဲ့သူသားလျင်လောကုတ္တရာတရား9ပါးကိုရဖို့ဆိုတာစွမ်းနိုင်တယ်တက်နိုင်တယ်တဲ့သို့တော့ဘာဖြစ်ခရီးမိုင်1000ပဲဖြစ်အဲ့ဒီခရီးကိုသွားမယ်ဆိုရင်ခြေတလန်းနဲ့စားရတာပဲဒီတလန်းကိုမှမလှမ်းရသေးဘူးဆိုရင်ခီးမိုင်1000ကိုရောက်ဖို့ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးတလှမ်းတယ်နောက်ထပ်တလှမ်းတယ်ဒီလိုနဲ့ပဲတလှမ်းပြီးပြီးတော့သွားတာအဲ့ဒါလို့10မိနစ်လောက်ကနေစပြီးတရားထုတ်ပြီးတော့နေတဲ့သူဟာအခုတရားထုတ်တာ2နှစ်လောက်ကြာလာတဲ့အခါတနာရီတခါတလေအချိန်မိနေတဲ့အခါမှာ3နာရီလောက်တောင်အေးဆေးအားထုတ်နေတဲ့လူတွေရှိတယ်နော်အစားတုန်းကတော့10မိနစ်နဲ့စတာပဲအားထုတ်ခါစမှာတရားထိုင်ညောင်းတယ်ကျင်တယ်တော့ညောင်းမှကျင်မှထုံမှကြိုက်မှကြောက်တယ်တနာရီတော့မထိုင်နိုင်ဘူးတနာရီမထိုင်နိုင်ရင်10မိနစ်တော့ထိုင်ပါအဲ့ဒါလို့သူတို့ကိုနိုင်တယ်လောက်လောက်ခိုင်းတော့10မိနစ်ကတော့တတ်နိုင်တယ်တော်တော်ကြာတော့ဒီထက်မှတမာရီလေးနည်းနည်းရလာတော့တရားဟာသူ့ဟာသူဆွဲခေါ်သွားသလိုပဲထိုင်ရတာကောင်းလာပြီးဆက်ထိုင်သွားတော့တာပဲတချို့15မိနစ်မိနစ်20မိနစ်20လောက်ကြာလာရင်ညောင်းလာပြီတော်ချင်းနေပြီဒီလိုပဲအလေးချင်းများလောက်သွားတော့တမာရီပိုကောင်းလာပြီနိုင်ဝက်လောက်ကတော့ဘယ်လို့မှမပင်ပန်းဘူးပျော်ရွှင်စိတ်ချမ်းသာနဲ့ပဲထိုင်လိုက်တာပဲတခါလောက်နိုင်ဝက်လောက်ပြအောင်ထိုင်လိုက်ပြီးဆိုရင်ငါနိုင်ဝက်ထိုင်နေတကိုးဆိုပြီးဝန်တာလာတယ်အားတက်လာတယ်ပိုလုံနိုင်လေပိုပြီးတော့အားတက်လေပဲလူကနေဆက်ပြီးတော့အားထုတ်သွားလို့ရှိရင်45မိနစ်တနာရီဖြစ်လာတာပဲဒါနဲ့ခါမှာအသက်သာဆုံးအနေထားကိုရွေးပြီးထိုင်ဖို့လိုတယ်တမင်တကာပင်ပန်းအောင်ဆင်းရဲအောင်မထိုင်သင့်ဘူးတချို့ခါနာတတ်တဲ့လူဒူးနာတတ်တဲ့လူတွေရှိတယ်ဒီပြတော့ကခါနာတယ်ဒူးနာတယ်တဲ့ခါနာသည်ဖြစ်စေဒူးနာသည်ဖြစ်စေတနည်းနည်းနဲ့တော့ထိုင်နေကြတာပဲတော့ဘယ်လိုပုံစံနဲ့ထိုင်တက်တာလေးပဲထိုင်ဖို့လိုတယ်ဘုရားဟောတဲ့မှာအိမ်သာထဲမှာထိုင်နေရင်တောင်မှတရားကိုအားထုတ်ဖို့မှားထားတာရှိတယ်နော်အဲ့ဒီနေရာမှာတောင်မှအဲ့ဒါလိုတရားကိုအားထုတ်လို့ဖြစ်သေးရင်ရနိုင်သေးရင်တခြားနေရာမှာရောထိုင်ရင်လို့ထိုင်ပြီးတရားအားထုတ်လို့မဖြစ်နိုင်ဘူးလားအဲ့ဒါသဘောပေါက်ဖို့အရေးကြီးတယ်ဒါကြောင့်ထိုင်တဲ့ပုံစံကိုသိပြီးကြောက်ကြမနေကြပါနဲ့တက်တာလို့ထိုင်ပါသို့တော့တက်တာလွန်ပြီးအိမ်ငိုက်သွားမှာကိုတော့သိထားဖို့လိုတယ်ထိုင်တဲ့အခါမှာခေါင်းကိုခပ်ဖြောင်းလေးထားပါခေါင်းတော့မမြင်နဲ့ခေါင်းမြင်ပို့ပြီးအိတ်ချင်တယ်ခေါင်းကိုတက်လေးထားပြီးဒီလိုပဲတရားထုတ်ပါတကယ်ကိုပင်မနွားနေလို့ခဏလောက်တော့နားမှဖြစ်မယ်အိမ်မှဖြစ်မယ်ဆိုရင်လေအိယာထဲမှာအိမ်ရင်းနဲ့ပဲတရားထုတ်နေပေါ့ကိုယ့်ငကိုရေချက်ကိုကအိတ်တော်မဲလို့ရည်ရတာကိုမပြောခင်လေးတရားလေးကို3-4မိနစ်ရှုမှတ်ဖို့အချိန်ရသွားသေးတယ်နော်အဲ့လိုနေရာမရွေးအချိန်မရွေးရတဲ့လောက်တရားကိုအထုတ်ပါအရင်တစ်ခါတုန်းကတတိပေးခဲ့တာရှိပါတယ်ကားမောင်းရင်တောင်တရားထုတ်ဖို့ရန်ကုန်မြို့မှာကားတွေအများကြီးတွေ့နေရတယ်လူတွေကလည်းကားနဲ့ပဲအချိန်တော်တော်များသွားနေကြရတယ်
အဲ့လိုသွားနေတုန်းမှာအချိန်ကိုအလကားဖြုံးနေမဲ့စာတတိလေးနဲ့နေဖို့ပြောချင်တာရုံးမှာအမှုထားတဲ့လူတွေကိုရုံးမှာထိုင်နေရတဲ့စပွဲကလေးထိုင်မှာပဲခဏလေးဖြစ်ဖြစ်10မိနစ်2မိနစ်ဖြစ်ဖြစ်နားပြီးတော့တရားကိုရှုမှတ်ပါရုံးပေါ်မှာပဲတခါတလေဟိုနာဒီနာသွားတာရှိတယ်နော်အဲ့လိုသွားလာရတဲ့အခါခြေလမ်း10လမ်း15လမ်းဖြစ်ဖြစ်တတိလေးနဲ့ကပြီးတိနေလို့ရတယ်နော်ဒီလောက်ကျယ်ဝန်းတဲ့နေရာဆိုရင်ခြေလမ်း10လမ်း15လမ်းလှမ်းလို့ရတယ်နော်အဲ့လိုလှမ်းတဲ့အခါခြေလမ်းကိုကြွလိုက်တယ်ရှေ့ကိုတွန်းလိုက်တယ်ချလိုက်တယ်3ချက်လောက်သိရင်ကိုပဲတော်တော်အကျိုးများနေပြီ3ချက်မရနိုင်ရင်လည်း2ချက်လောက်သိလဲတော်တော်အကျိုးများပါတယ်ကြွလိုက်တယ်ချလိုက်တယ်အဲ့လိုလှမ်းလိုက်ရတဲ့အခါခြေထောက်ကအာယူလိုက်တဲ့အတွက်ကြောင့်တင်းမှုရော့မှုတွေအများကြီးဖြစ်နေတယ်အဲ့ဒီတင်းမှုရော့မှုကိုအာယုံပြလိုက်တဲ့အခါမှာတင်းလာတယ်ရော့သွားတယ်တခုခုကိုအာယုံစိုက်ပြီးနေပါအဲ့လိုသွားရင်လာရင်နဲ့ဖြစ်ဖြစ်သတိလေးကပ်လိုက်တဲ့အခါမှာစိတ်ထဲမှာဖြစ်နေတဲ့အတွေးအရှိန်ဟာနည်းနည်းတော့တန့်သွားတယ်နော်အတွေးထဲမှာနေတဲ့အကျင့်များတဲ့လူဟာအတွေးမှာလည်းအရှိန်အဟုန်ဆိုတာရှိတယ်အရှိန်ရနေတဲ့အခါသူဒီတိုင်းသွားတယ်နော်အဲ့တော့ပစ္စုပန်မှာရှိနေတဲ့အာယုံတစ်ခုခုကိုစိတ်ကိုတတိကလိုက်ခြင်းအဖြစ်အဲ့ဒီအရှိန်ကြီးကနည်းနည်းတော့တန့်သွားတယ်အဲ့တော့အတွေးထဲမှာအမြဲတမ်းနှမျောနေတဲ့အလေးချင်းနည်းသွားလိမ့်မယ်ကိုယ့်ကိုစိတ်ပင်မမှုဖြစ်အောင်စိတ်ဆင်းရဲအောင်လုပ်နေတာဟာကိုယ့်ရဲ့စိတ်ဆင်းရဲစရာကောင်းတဲ့အတွေးတွေပဲကိုယ့်စိတ်ပဲသွားရင်လာရင်နဲ့အဲ့ဒီတတိကိုကန့်နေလောက်ကန့်ရင်သူတို့မဝင်ရင်အတွေးတွေရပ်သွားလိမ့်မယ်အဲ့ဒီအတွေးတွေဝင်ခွင့်နည်းသွားလိမ့်မယ်နော်သူတို့မဝင်ရင်စိတ်ကအလိုလိုကြည်လင်သွားလိမ့်မယ်လူတွေဟာအဖို့ကိုအများကြီးရှာတယ်လို့ခုနပြောခဲ့တယ်နော်ကိုယ်စိတ်ကိုတီးပြီးနေနေတဲ့လူဟာပြင်ပအဖို့ကိုရှာဖို့မလိုတော့ဘူးကိုယ်စိတ်ထဲမှာပဲတတိတမာတိပညာတွေဖြစ်နေတဲ့လူဟာအဲ့ဒါလေးကိုတီးပြီးတော့အဖို့လုပ်ပြီးတော့နေလို့ရတယ်ပြင်ပအဖို့ဆိုတာကိုယ်နဲ့အတူတူအမြဲတမ်းမပါနိုင်ဘူးအပေါ်ယံအဖို့ပဲဖြစ်မယ်ခဏအဖို့ပဲဖြစ်မယ်တကယ်ဒုက္ခနဲ့တွေ့တဲ့အခါအခက်ခဲနဲ့တွေ့တဲ့အခါမှာအဲ့ဒီပြင်ပအဖို့ကကိုယ်ကိုဘာမှထိထိရောက်အကူအညီမပေးနိုင်ဘူးနည်းနည်းပါးပါးတော့ပေးနိုင်မှာပေါ့မိတ်ဆွေငယ်ချင်းတွေဆွေမျိုးတွေကဒုက္ခရောက်တဲ့အခါမှာသူတို့တတ်နိုင်လောက်တော့အကူအညီပေးမယ်ပေါ့ဒါပေမဲ့ကိုယ်စိတ်ထဲမှာခံစားနေရတာကိုပျောက်သွားအောင်လို့သူတို့ဘာမှလုပ်မပေးနိုင်ဘူးသူတို့ကပတ်စံပေးရင်ပေးမယ်နေမကောင်းတဲ့ခါစေဝါပေးမယ်စားစရာတောက်စရာပေးမယ်မိသားစုဆိုလဲနှိပ်ပေးမယ်တခုခုပေါ့တက်တာအောင်လုပ်ပေးမယ်ဒါလောက်ပဲသူတို့တတ်နိုင်တယ်တကယ်ကိုယ်စိတ်ထဲကခံစားနေရတာကိုတော့ဘယ်သူမှကူပြီးတော့မျှပြီးတော့အဖို့အဖြစ်မခံစားပေးနိုင်ဘူးအစိုးဆုံးအခြေအနေကိုပြောရမယ်ဆိုရင်တေဂာနိအချိန်ရောက်ပြီဆိုတော့ပါးစပ်ကလည်းဘာမှမပြောနိုင်တော့ဘူးမျက်စိကလည်းကြည့်လို့ကောင်းကောင်းမမြင်ရတော့ဘူးမှုံဝါလာပြီနားကလည်းကောင်းကောင်းမကြားရတော့ဘူးခန္ဓာကိုယ်ထိတွေ့မှုကလည်းကောင်းကောင်းမသိတော့ဘူးထုံကုန်ပြီဆိုတော့စိတ်ကတော့သိနေသေးတယ်ဘေးကကြည့်နေတဲ့လူတွေကတော့မျောနေပြီလို့ထင်မှာပဲနော်တကယ်တော့မျောချင်မှမျောတာတချို့ကတော့တကယ်မျောနေပြီးမှတတိပြန်လဲလာလို့ပြောပြတာသူတို့ကတော့ဘေးကလူတွေကမျောသွားပြီလို့ပြောနေကြတယ်ဒါပေမဲ့အဲ့ဒီပြောနေတဲ့အချိန်မှာအဲ့ဒီပြောတံကိုသူတို့ကြားနေရတယ်တဲ့အဲ့ဒီအချိန်မှာနားကမချုပ်သေးဘူးတကယ်တေတာမှမဟုတ်သေးဘူးမျက်စိကတော့မဖွင့်နိုင်ဘူးပါးစပ်ကလည်းပြန်မပြောနိုင်ဘူးတခြားလဲအမူအရာနဲ့သူဘာမှအလုပ်မပြနိုင်တော့ဘူးဒီကိုယ်လုံးကငြိမ်ပြီးတော့နေတာဘူးနားကတော့ကြားနေသေးတယ်ဆိုတော့ဒီကနေ့အဲ့ဒီအချိန်မှာတခုခုတော့ပြန်ပြောခြင်းတယ်ဒါပေမဲ့ပြောလို့မရတော့ဘူးတဲ့အဲ့တော့အားငယ်တတ်ကြောက်တတ်တဲ့သူဆိုရင်ဒီလိုအချိန်မှာသူ့စိတ်ထဲမှာဘယ်လိုနေမလဲတော်တော်ကိုအားငယ်နေလိမ့်မယ်တော်တော်ကိုကြောက်နေလိမ့်မယ်ကိုယ်စိတ်ကိုသိသူတရားကိုအားထုတ်ပြီးနေတဲ့သူဆိုရင်အဲ့ဒီချိန်မှာစိတ်ဓာနုပဒနာအားထုတ်ပြီးနေလို့ရတယ်ကိုယ်စိတ်လေးကိုသိပြီးနေလို့ရတယ်အဲ့တော့နောက်ဆုံးချိန်မှာအဖို့မရှိပါဘူးနော်နောက်ဆုံးချိန်မှာကိုယ်စိတ်ကိုသိနေကြလူဆိုရင်တော့အဲ့ဒီ
တိနေတဲ့ကိုယ့်ရဲ့ဘာဝနာလေးကကိုယ့်ရဲ့တကယ်အဖို့ဖြစ်လိမ့်မယ်နော်တကယ်တော့ဘဝတန်တရားခီးကိုတကူတည်းသွားနေရတာပါဖို့မရှိပါဘူးခဏစုံမိကြတာပါအဲ့ဒီဘဝမှာလာဆုံပြီးတော့ပြီးရင်လမ်းခွဲပြီးတခါတည်းသွားကြအောင်ပါတန်တရားတစ်လျှောက်လုံးလိုက်ပြီးအဖို့လုပ်ပေးမဲ့သူမရှိပါဘူးတကူတည်းနေဖို့ကြောက်တဲ့သူပြင်ပအဖို့နဲ့အမြဲနေတဲ့သူဟာအတွင်းကိုပြန်ကြည့်ဖို့ရာခွင့်ရမရတော့ဘူးခုနအစမှပြောခဲ့တယ်လို့ပဲတယ်လီဗီရှင်းအမြဲကြည့်တယ်ဗီဒီယိုအမြဲကြည့်တယ်ဒါမှမဟုတ်ဖြောပြစရာတစ်ခုခုကိုနားထောင်နေတယ်အပြင်းပြေကာတွန်းစာအုပ်စသဖြင့်အပြောဖတ်တဲ့စာတွေကိုဖတ်နေမယ်တရားစာအုပ်နည်းနည်းပါးပါးဖတ်တာတော့ကောင်းတယ်နော်တရားတက်လာတယ်ဉာဏ်သိမြင်ရှင်းလာတယ်တရားကက်ဆက်ခွေနားထောင်လဲကောင်းတယ်နော်ပို့ပြီးတော့အသိမြင်ရှင်းလာတယ်ပို့ပြီးတော့ရင်းကျက်လာတယ်ပို့ပြီးတော့အားထုတ်ချင်လာတယ်ဒါတောင်မှအများအားဆိုရင်တော့မကောင်းပြန်ဘူးတတိနဲ့ဉာဏ်လေးနဲ့စရိုက်ပြီးတော့ကြည့်ပြီးတော့သိပြီးတော့နေဖို့ရတာလူရင်းပဲအဲ့ဒီလူရင်းကိုမြန်မြန်ရောက်ဖို့လိုတာပြင်ပမှာအဖော်ရှာသူဟာတယောက်တည်းနေရမှာကိုမနေတတ်ဘူးမနေနိုင်တော့ဘူးတယောက်တည်းမနေနိုင်သူဟာကိုယ်အစ္ဆဒမှာဖြစ်တာကိုကြည့်ဖို့အခွင့်အရေးနည်းသွားတယ်နော်အဲ့ဒီတော့သူ့မှာအင်မတန်နဲ့နာဆုံးရှုံးသွားပြီနော်တော့တယောက်တည်းနေဆိုတာနဲ့ပတ်သက်ပြီးတော့အရင်တစ်ခေါက်ရန်ကုန်မြို့ကိုရောက်တုန်းကပြောခဲ့တဲ့စကားလေးကိုနည်းနည်းထပ်ဖြည့်ပြီးတော့ပြောချင်တယ်အခုလိုလူတွေအင်မတန်များတဲ့ရန်ကုန်မြို့မှာနေတော့လည်းပဲကိုယ်တရားသတိလေးနဲ့ကိုယ့်အကူသိပြီးတော့ကိုယ်ခန္ဓာမှာဖြစ်နေတာတခုခုကာယ ानु ပတ္တနာပဲဖြစ်ဖြစ်ဝေဒနာ ानु ပတ္တနာပဲဖြစ်ဖြစ်ဓမ္မ ानु ပတ္တနာပဲဖြစ်ဖြစ်တတိပဋ္ဌာန်၄ပါးတည်းကတခုခုနဲ့ကိုအာယုံပြုနေလို့ရှိရင်တကိုယ်တည်းနေတာနဲ့အတူတူပါပဲဘာလို့လဲဆိုရင်သူကအပြစ်မှအဖို့မရှာပဲဘူးအနားမှာလူတွေဘလောက်ပဲရှိအရေးမကြီးဘူးကိုယ်တရားလေးကိုအာယုံပြုပြီးနေတဲ့သူဟာတကိုယ်တည်းနေတာပဲတကိုယ်တည်းနေတာမို့ပဝန်းကျင်ကိုသူကမထင်မဲ့မြင်ပြုပြီးပြစ်ပယ်တာလားဆိုတော့မဟုတ်ပါဘူးအကြောင်းရှိလို့ပြောရရင်တော့သူကရင်းနှီးလေးစားစားပုံမှန်လေးပြောမှာပဲသို့တော့အကြောင်းမရှိတဲ့အခါကြာရင်တော့တကိုယ်တည်းမနေသေးတဲ့လူတွေလိုအဖို့မရှာဘူးအခုတချို့တောထဲမှာနေတဲ့ရဟန်းတွေရှိတယ်တပါးတည်းနေတယ်ဝေးရလန်ကြီးမှာမြို့ရွာနဲ့တော်တော်ဝေးတယ်တပါးတည်းပဲနေတော့လေသူ့မှာအငယ်စိတ်မရှိဘူးကြောက်စိတ်မရှိဘူးငါမှတယောက်တည်းဖြစ်နေတာကိုငါမှအဖို့မရှိပါလားအဖို့လေးတယောက်လောက်ရရင်ကောင်းမှာပဲလို့မမျှော်ဘူးသူကအဖို့မရှာခြင်းလို့ကိုတောထဲမှာတကိုယ်တည်းသွားနေတာဟုတ်သို့တော့တောထဲမှာပင်နေတော့လည်းပဲကိုဖြစ်ခဲ့တာတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတခြားကိစ္စတွေကိုတွေးနေမယ်ဆိုရင်ဒါအဖို့နဲ့နေတာပဲတောထဲမှာတကူတည်းနေတော့လေပြီးခဲ့တာတွေတွေးနေမယ်မဖြစ်သေးတာတွေတွေးနေမယ်ဆိုရင်အဖို့နဲ့နေတာပဲအဲ့ဒါလို့အဖို့နဲ့နေတဲ့သူဟာတရားထုရဖို့မလွယ်တော့ဘူးတောထဲမှာတကူတည်းတရားထုတ်ပြီးအဖို့မရှိပဲနေတဲ့ခါမှာအဲ့ဒါကိုအင်္ဂလိပ်စကားလုံးနဲ့ပြောရင် alone လို့ပြောရမယ်တခြားကိုယ်နာမှာလူတယောက်မှမရှိဘူးသူ့မှာတခြားဖြောပြစရာအာရုံမရှိတာကိုပြောတာအဲ့ဒါကို I am alone လို့ပြောလို့ရတယ်ငါဟာတကူတည်းပဲ but I am not lonely ဒါပေမဲ့ငါအဖို့မဲ့လို့အားငယ်တဲ့စိတ်နဲ့နေတာတော့မဟုတ်ဘူး lonely ဆိုတာအဖို့မဲ့တဲ့စိတ်အားငယ်တဲ့စိတ်ဖြစ်တာကိုဆိုတာအခုခေတ်ကကြားလေအဖို့များလေဖြစ်နေတယ်နော်အင်မတန်ကြောက်စရာကောင်းတယ်နော်ကိုယ်စိတ်ကိုပိုတိလာလေစိတ်ထက်မှဖြစ်ပေါ်နေတဲ့တောကတွေပိုးပြီးတော့ခံနိုင်ရရှိလေဒါတွေကပြောပြီးသားမို့ထပ်တော့မပြောတော့ပါဘူးအကျဉ်းချုပ်လေးတွေတချို့ဒီထဲမှာကျောင်းဆရာတို့တကာကြီးတွေလည်းပါနေတော့အကျဉ်းချုပ်မှတ်သားဖို့ရလေးတွေပြောပြခြင်းတယ် mindfulness and freedom go together တတိရှိတာနဲ့လွတ်တာဟာအတူတူဖြစ်တယ်တတိမရှိတဲ့သူဟာလွတ်လပ်မှုဆိုတာမရှိပါဘူး freedom always implies social responsibility တတိရှိတဲ့လူဉာဏ်ရှိတဲ့လူဟာတ
တခုခုကိုလုပ်မယ်ဆိုရင်ကိုကျိုးလည်းရှိအောင်အများအကျိုးလည်းရှိအောင်စဉ်းစားပြီးလုပ်တယ်ကိုလည်းမထိခိုက်အောင်သူတစ်ပါးလည်းမထိခိုက်အောင်တေးသေးချာချာစဉ်းစားစားချင်းချင်းလုပ်တယ်အဲ့ဒါလို့စဉ်းစားစားချင်းချင်းချင်းလုပ်တယ်ဆိုကြတဲ့ကသူဟာတာဝန်သိတဲ့သူဖြစ်နေပြီပြောမယ်ဆိုရင်တော့ပြောစရာတွေအများကြီးရှိပါသေးတယ်ဒီဘုန်းကြီးအနေနဲ့ကတော့လေကားပဲပေးနိုင်တယ်မပြီးတော့ပေါ်ဓာတ်ကိုတင်မပေးနိုင်ဘူးကိုယ်တိုင်အားထုတ်ရမှာနော်လူတယောက်တရားအားထုတ်တယ်လို့ကြားရတဲ့သတင်းဟာတခြားဘာသတင်းကြားရနဲ့မှမတူဘူးအဲ့ဒါမျိုးပဲကြားကျင်တာအဲ့လိုသတင်းကြားတဲ့ခါမှာသူဒုက္ခနဲ့အောင်နေတတ်ပြီသူများကိုလည်းသူဒုက္ခမပေးတော့ဘူးအဲ့ဒါလို့လောကီဘက်ကလည်းတိုးတက်စေခြင်းနဲ့လောကုတ္တရာဘက်ကလည်းတိုးတက်စေခြင်းပါတယ်ဒကာဓမ္မတွေကကြိုးစားတော့ဟောရကြိုးပြောရကြိုးနှက်တယ်အင်မတန်ကျဉ်းတတ်ပါတယ်ကဲဒီနေ့တော့ဒီလောက်ပဲနော်